Nhớ đoàn nông bê Vô xe đuê đi Nhớ uống xanh lo bà miền ngọc Kháng khai ế chi nấy bằng bì gô Nhớ ý mang ngà Loan bì bà ý Lê bia mẹ khu Phô lê du niệm Ông đu dê yu đu mẹ biểu ra Đu mẹ nhang nấy bằng nà niệm Tòa lăng là bông lâu dùng gô A yông nhé miền mang xa khen yuệ Đi đuên ông mẹ đi bè bù dìm Đi đuên đi là tâm thả niệm Mẹ gà đập xa Nhân tây khá hù Nhá xoa cho chi mê nghe bí lì Khấy lan ta lăng quả yuệ Mang ngà xây yi Phê mẹ xì đi Nế mi gia là Thế đồ giáo Ê là Thì nế khó mẹ tìa Chế gàng mẹ Mà nế gà đúng không Ô gà ta lô gà gì chi bộ Lưu đi bình nhà bế gà Đi tờ gà lê Mà mẹ gạo chắp vô Ô gà ta lô gà sô là Lưu đô yé nế à nế biên ngô khó Lưu đô yé nế à nế biên ngô chi đô áp xịn Nế biên mô xí đô tất bên đi mẹ Ta tờ báo á 多找千里，အဲ့ဒါကိုရှုကြည့်ရတယ်လောကကြီးตายရလားမလားตายရမလားဘူးလားဆိုတာဒါကိုပထမကြည့်ရတယ်ရှင်းကပညာရှိဒီဟန်ပညာရှိပုဂ္ဂိုလ်တို့ရဲ့ကြည့်ရှုနည်းလူလောကကြီးဘယ်သူတွေဘာပြောနေနေရှေ့လှမ်းကြည့်တော့တို့လောကကြီးตายရလားမလားဆိုတာအဲ့ဒီဩကတလောကကစကားပြောဘောဂတလောကကပုံဟံပြတယ်အမြင်နမိတ်ခေါ်တယ်ဘုန်းကြီးတိုင်းနဲ့ပြည်နယ်ဒီအနှံပြရောက်လာတယ်အောက်ပြေအလတ်မြေလပိုင်းအညာဒေသဒီဓမ္မကာလေးကိုပဲတနင်္သာရီတိုက်တော်ရီတောင်ကြီး၆ကြီးမြောင်းကြီးရင်ငံပိုင်းရေချိုးပိုင်းဒီအနှံပြရောက်ခဲ့တဲ့နေရာလည်းရှိတယ်တောတောင်ကြီးတဲဆိုးပြေတယ်အထူးသဖြင့်မြေလပိုင်းဖြစ်တော့ကြောက်ပတောင်းရင်နံကြောင်းမကွေးမိထီလာသာစီဝမ်းတွင်းစသည်ဖြင့်အဲ့ဒီနန်းရောကြီးနောက်မိသားလန်းတစ်ချောက်လာခဲ့တယ်မိသားလန်းတစ်ချောက်ရန်ကုန်ပေါ့ကားနဲ့လာခဲ့တယ်လောကကြီးကြည်ရင်လာလမ်းဘေးတစ်ချောက်အကုန်လုံးကြည်လာခဲ့တယ်တောင်ငူရေရာရှိရေနီစသည်ဖြင့်သူနေရာတရားပွဲတွေဟောလာခဲ့တယ်ပြေးတည်ရွတ်လာခဲ့တယ်သူတို့အဆန္ဒလည်းဖြစ်ခဲ့တယ်လောကကြီးလည်းကြည်ခဲ့တယ်လောကကြီးဘာသူဘာပြောနေလဲမြန်မာပြည်ကြီးตายရလာမှာပြေးကြတယ်ဒါကြောင့်မို့နောင်တော့ဆရာတော်ကြီးအမေရှိတာမှန်လိုက်လေလို့လူများဝမ်းသာအားရကျေးဇူးတင်ကြလိမ့်မယ်။မြန်မာပြည်ကြီးဘသူဘာပြောနေလဲဘာမှမဖြစ်ဘူး။ဘာမှစိုးရင်ကြမှာဖြစ်ဘူး။အဲ့ဒါမှတ်တာ။လောကကြီးတဲသားရတယ်။၆တွေ့နေလို့ရှိရင်လောကကြီးမကောင်းဘူး။ရှေ့ကဘုန်းကြီးဒီခကြီးအကျဉ်းချင်းသွားဘူးတဲ့ဖြတ်တန်းဘူးတဲ့။အခုလိုဆောင်းရဒီကြီးတောင်မှတက်ပင်လေးညှိုးလို့၆လို့တက်ပင်လေးရွက်လက်ရိုးတံလေးခြီလို့နေတယ်။အခုနွေရာသီတပေါင်းလာရောက်ရိုးဟောင်းကျွေးလို့ရွက်တဲ့လောင်မဲ့ဒီချိန်မှာဆိုလို့ရှိရင်ဒီဟောင်းလေးကျွေးလို့နေတဲ့အချိန်ကြီးမှာတက်ပင်လေးအကုန်လုံးစိတ်ဆိုးနေတယ်။မြေလပိုင်းတွေပေါ့အညာပိုင်းတွေပေါ့ဟိုကဒီတက်တောင်တားတယ်လို့ရှိသေးတယ်။ဘယ်နေရာကြည့်ကြည့်တက်ပင်လေးအကုန်လုံးစိတ်ဆိုးနေပန်းတွေကလည်းပွင့်လို့နေကြတယ်။မြက်ခင်းတွေကလည်းစိတ်လို့နေကြတယ်။လောကကြီးသားရနေတယ်။အဲ့ဒါတတ္တလောကမဟုတ်သေးဘူး။ဩကာသလောကခေါ်တယ်။ဩကာသလောကကြီးသားရနေလို့ရှိရင်တတ္တလောကခေါ်တယ်။တို့မြေကြီးပေါ်နေတဲ့လူတွေအတွက်သားရလာမှမကြဘူး။အဲ့ဒါအမြင်ကြည့်နေအမြင်နမိတ်ကြည့်နေနော်မနေ့ကစကားလေးအဆက်နားရှင်းအောင်တို့ကဘုန်းကြီးထံလာမေးကြတယ်အဲ့ဒါကလောကကြီးကိုတို့မြန်မာပြည်ကြီးဘာမှစိုးရိမ်ကြမရှိဘူးဆိုတဲ့စကားအဆက်နော်ဒီနေ့ခေါ်မဲ့တရားကယောမာတရံပိတရံဝါမေသောဓမေနပောတတိဣဒီဝနံပတံတံတိပစ္ဆတကေပမောတတိယောမေသောအကျဉ်မိဘကျေစုအထိုးတိဒသာကောင်းသမီးမြတ်သည်မာတရံဝါမြင့်ဖို့နှိုင်းစမကပြန်ကျူကျေစုကြည်သည့်မွေးတဖမွေးအမိယံမွေးသမီးခင်ကျေစုရှင်ကို၎င်းဗိတရံဝါမြင့်မို့နှိုင်းရှင်မြင့်မို့တန်းရှင်ဂုံရင်အနန္တောပြော၍မပြီးကျေသူကြည်လားမွေးဖကို၎င်းဓမေန
မင်္ဂလာတရားမမှားမဆောင်လမ်းကောင်းမချောတရားတော်နှင့်အညီဟောတတိမိဘကျေးဇူးအထူးတိတာလုတ်ကျွဲပြုသူကြီးပြုကြ၏ဤဒေဝပစ္စုပန်လောကဤခဏဤဘဝ၌ပင်လင်နံသောမိဘကျေးဇူးအထူးတိတာလုတ်ကျွဲမွေးပြုသောသားကောင်သမီးမြတ်ကိုပတံတန်တိချီးမွမ်းကြကုန်၏ပန္နိတာလိမ္မာမြင်သည့်ပညာရှိတို့သည်ပတံတန်တိတော်ပေ၏တော်ပေဟုအာဩခြင်းချီးမွမ်းကြကုန်၏ပစ္စဓမ္မလွန်လောကနောက်ဘဝ၌သက်ခေဘုံတာဝရိန်ဂုံရှိန်မြောက်များဂုံရှိန်ကြီးမနာများတို့ပြောပါသံယာခဏရွာ၌ပမောတတိဝါမြောက်ကြည်သာမပင်မပန်းချမ်းချမ်းသာသာခံစားစံစားရာမြဲဖြစ်လေတည်းလူတို့အတွက်သိကြပါသေးတော့လို့ရိုးရိုးလေးဆိုတဲ့စကားမိဘကျေးဇူးလူများဟာသိရမယ်လူရယ်လို့ဖြစ်လာရင်မိဘရှိကြတယ်မိဘမရှိဘဲနဲ့လူဖြစ်မလာနိုင်ငယ်စဉ်ကတောင်းကြည့်မိဘကမွေးလာလို့လူဟာလူရယ်လို့ဖြစ်လာခဲ့ဘဝလက်နှလုံးပခုံးလက်နှစ်သက်ဝါဘတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်မွေးခဲ့ကြတော့မိဘကျေးဇူးလူငယ်တွေမသိကြဘူးမိဘစကားနားမထောင်ကြဘူးအဲ့ဒီလိုဖြစ်ကြသောကြောင့်မိဘကျေးဇူးကြီးတယ်မိဘကျေးဇူးကြီးကြောင်းလို့မြတ်စွာဘုရားရှင်ကသာဝတိပြည်ဒေတုံကျောင်းတော်တဲ့၌မိဘလုတ်ကျွေးသောယဟန်ငယ်တစ်ပါးကိုမိဘလုတ်ကျွေးခြင်းသည်ကျုပ်ကျွေးတတ်တယ်လို့ဟောပြောတယ်ဟောပြောပြီးနောက်သစ္စာပရိယောတာနေသစ္စာပြပြီးတော့အဆုံးနဲ့ထိုမိဘလုတ်ကျွေးတော့မာလူဘောဓလယဟန်သောတာပန်တည်သွားတယ်ဒီအကြောင်းကိုဟောတယ်အဲ့ဒီအကြောင်းနဲ့ဆက်လို့ဒီနေ့ဘုဒ္ဓကျောင်းကစာပနေရိုက်မြတ်စွာဘုရားရှင်သာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီး၌တရင်သုံးနေတော်မူစဉ်အခါဝဲသာဝတိပြည်ကြီး၌အလွန်ချမ်းသာသောမဟာဒနာတထေးကြီးရှိတယ်ဥစ္စာကလေး80ကျွယ်ဝသူတို့မှာပစ္စည်းတွေကများပြတော့လေသားသမီးကများမရှိဘူးသားတယောက်တည်းရှိမိဘတို့ဒီသားတယောက်တည်းရှိတော့ကထိုသားတယောက်ကိုမျက်စိတစ်လုံးနဲ့ရှိတော့သူဒီကိုမျက်စိကိုထိခိုက်မှစိုးရအောင်ရောကြောင့်စောင့်ရှောက်ကြတဲ့ခဲ့လို့တယောက်ထိရှိတော့မိဘတို့ဒီသားလေးတယောက်ဟာကိုမျက်စိအောက်ကအပြောက်မခံခြင်းဘူးဒါမိဘတို့ရဲ့ထုံးစံပိုးမွေးတယ်လို့မွေးပြီးတော့နေကြကြသားတယောက်တည်းရှိဘယ်နေရာသွားဒီသားလေးမျက်စိအောက်ကအပြောက်မခံခြင်းဒီလိုပဲသားလေးမွေးပြီးတော့လာကြဒီမွေးမိမလောင်လက်မွေးမိမလောင်မိဘကလည်းချမ်းသာဒီလိုနဲ့လာကြကြသားရဲ့ဘဝနောက်ခံပါရမီကိုတော့မိဘများကမသိဘူးပေါ့တို့သားဆိုတာတို့သားလို့ဒီလိုပဲသဘောထားတယ်အဲ့ဒီသားလေးကမိုက်ကောင်းသောသားမဟုတ်ဘူးလိမ္မာသောသားလိမ္မာသောသားဖြစ်သောကြောင့်မိဘများနဲ့အကျိုးသာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီးသွားပြီးတော့သူများနေလူတရားနာသွားကြတော့သားလေးခေါ်သွားတယ်သားလေးကလိုက်ပါသွားမိဘတော်နဲ့အတူနေရာချင်းအတူထိုင်ပြီးတော့တရားနာကြတော့မြတ်စွာဘုရားတရားဟောတယ်ဆိုတာမြတ်စွာဘုရားအနည်းကသာဝကတပိလက်သားယဟန်နေချမ်းရမ်းလို့ရှင်မြဲထုံးတာဖြစ်တယ်။သံဃာတော်တွေကဘေးကချမ်းရမ်းနေတာသူကအိမ်ကနေပြီးတော့ပထမဆုံးရောက်တော့သာဝတိပြည်တွေကဇေတဝန်ကျောင်းတော်ကြီးရောက်တော့ယဟန်သံဃာတော်ကြီးမြင်ရယဟန်သံဃာတော်ကြီးမြင်ရတာကလူတွေနဲ့ရောမထိုင်ပဲနဲ့မြင်သောနေရာမှမြတ်စွာဘုရားနဲ့ခဆန်းလန့်တရားတက်ကထိုင်ရမြတ်စွာဘုရားနောက်တော်ကလည်းခြံရံလို့ထိုင်ရတာလည်းရှိတယ်အဲ့ဒါလေးကြည့်မြတ်စွာဘုရားရဲ့အတရေတော်ကိုလည်းကြည့်သူရဲ့တိတတ်သောဉာဏ်ဖြင့်မြတ်စွာဘုရားကြီးထိုင်နေတာမြတ်စွာဘုရားကြီးရဲ့ရောင်ကြီးတော်မြတ်စွာဘုရားကြီးရဲ့32ပါးသောယောက်ျားများလက္ခဏာတော်ကြီးနဲ့ပြည့်စုံ၍တင့်တယ်၍ကြီးညိုပဲကောင်းသောအဆင့်နောက်တော့ကယဟန်သံဃာတော်တို့ရဲ့ငြိမ်သက်သောအိန္ဒြေနှင့်ထိုင်၍နေကြသောပုဂ္ဂိုလ်တို့ရဲ့ကြီးညိုပဲလူတို့နဲ့ခြားနာချက်ကိုသူ့မျက်စိထဲမှာတမျိုးကြီးအရာကခံစားတဲ့ကဲနေရတယ်မြတ်စွာဘုရားရှင်ကတရားဟောတဲ့တရားတွေကလည်းသူတို့ရထက်ရွာတဲ့ကြားနေကြစကားမျိုးကမဟုတ်ဘူးရထက်ရွာတဲ့ပြောနေရစကားတွေကစားရေးတောက်ရေးသားရေးသမီးရေးဟိုရေးဒီရေးရောထွေးပြီးတော့နှစ်သက်ဖွယ်မရှိအလုံးပလဲနဲ့မတန်ရှင်းသောစကားတွေဒါပြောကြတယ်မြတ်စွာဘုရားရှင်အင်္ဂါ၈ဖို့
ပြည့်စုံတော်မူသောအတန်တော်နဲ့ဟောတော်အတန်တော်ကလည်းကြီးလင်းပြတ်သားအတန်တော်ကကောင်းရဲ့အပြင်ဟောကြားတဲ့တရားစကားတွေကလည်းလူတို့ရရွာတဲ့၌ပြောနေကြစကားမျိုးမဟုတ်ဘူးဘယ်ကဲ့သို့သောစကားတွေကြားရောဘယ်ကဲ့သို့သောအရာသာခံစားရတယ်ဆိုတာထိုတစ်ထည့်သားရဲ့နားထဲမှာတစ်မျိုးကြီးခံစားရတယ်မိဘတို့မှာတော့ဒီကဲ့သို့ခြားနာခြင်းမရှိဘူးသားရဲ့နားထဲကလည်းတစ်မျိုးကြီးဖြစ်တယ်သားရဲ့မြင်ကွင်းကတစ်မျိုးကြီးကြည်လင်လာမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားကြီးညိုဝဲကောင်းတော့တဲ့အတရေတော်ကြီးဒါကိုတစ်စိမ့်စိမ့်ကြည်၍နေတယ်မြတ်စွာဘုရားပြကချမ်းရမ်းနေတဲ့ယဟန်သံဃာတော်တွေကိုလည်းကြည်လို့ကြည်ညိုပြီးတော့နေတယ်ဘာနဲ့တူလဲဆိုတော့သူ့မှာမမှီမကန်းတဲ့ကျေတရားလက်ခအပေါင်းလို့ဖြင့်ချမ်းရမ်းနေတော့လပြည့်ဝင်ကြီးခဲ့လို့ကျင့်တယ်ပါပြီတဲ့ဘဒုံမှာကြာတော်ကြီးအလေရွှေသေးလှုပ်ရှားသွားနေတဲ့ခဲ့ကျင့်တယ်ပါပြီတဲ့ကြီးညိုပဲကောင်းတဲ့လောကကြီးတို့မြင်နေကြဟာကလူလောကကလေးတွေသားတွေသမီးတွေနဲ့အိမ်တွေနဲ့နွားတွေတွဲတွေနဲ့လှုပ်ရှားလို့သွားလာလို့ပြောကြဆိုကြသားတွေနဲ့ဘာမှမတူဘူးတမိုးချာနာတော့လောကကြီးပါလားမြတ်စွာဘုရားသတင်း300ကျောင်းတော်ကြီးမြတ်စွာဘုရားထိုင်တော်မူတဲ့နေရာမြတ်စွာဘုရားအနည်း၌ချက်ကပ်သောပုဂ္ဂိုလ်တို့ရဲ့ထူးခြားချက်ဒါတွေကြည့်ပြီးတော့နေတာမြတ်စွာဘုရားတရားဟောတဲ့တရားနားထောင်လိုက်ထိုးတင်တယ်ကိုမြင်လိုက်မြင်ပြီးတော့သူ့စိတ်တွေကတစ်မျိုးတင်းညွတ်သွားတာအိမ်ပြန်ရင်စိတ်မရှိတော့ငါတော့အဲ့ဒီယဟန်တန်ဃာတော်ဒီလိုထိုးအချက်ဝင်ပြီးတော့နေရလို့ရှိရင်မြတ်စွာဘုရားနဲ့နေတိုင်းဖူးတွေ့ရမှာမြတ်စွာဘုရားရဲ့တပည့်သားတွေနဲ့လည်းရင်းရင်းနှီးနေရမယ်လူတို့တဲ့ထူးမြတ်သောပုဂ္ဂိုလ်ဖြစ်လေရောက်လာမှာဘဝနောက်ခံရှိတော့သူ့အတွေ့ကဒီအတွေ့တော့မြတ်စွာဘုရားတရားပြီးလို့ပရိသတ်တွေဟိုဒီထွက်ပြောင်းသွားကြတော့မြတ်စွာဘုရားထံသူကသွားချင်းကပ်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့မြတ်စွာဘုရားတပည့်တော်အခြားသောပုဂ္ဂိုလ်များကဲ့သို့ယဟန်ပြုခြင်းပါလေယဟန်ပြုပေးတော်မူပါလို့သွားကြောင်းပါမြတ်စွာဘုရားရှင်ကဒီအချိန်မှာသိက္ခာပုဒ်တစ်ခုပြညတ်တယ်မိဘခွင့်မပေးသောသာသမီတာမြေများကိုယဟန်မပြုရဘူးလို့သိက္ခာပုဒ်ပြညတ်ထားတယ်ပြညတ်ထားသောကြောင့်သင်ဒီခွင့်တောင်းเสียမိဘရှိသေးသလားလို့မေးတော့မိဘရှိပါတယ်လို့ဆိုတာကောင်းပြီဒါဖြင့်သင်ရဲ့မိဘများထံခွင့်တောင်းကြည့်အောင်လို့ပြန်လွှတ်လိုက်တယ်ဒါနဲ့အိမ်ပြန်သွားတော့မိဘများထံခွင့်တောင်းတယ်မိဘများထံခွင့်တောင်းတော့မိဘများကတယောက်သေးသောသားဖြစ်တော့ရောက်လွယ်ခွင့်မပေးဘူးဒါကသူ့ရဲ့ဇလအစဇလံပနဲ့ချခဲ့မြတ်စွာဘုရားရှင်သည်ပထမဘုရားဖြစ်တော်မူပြီလို့မိဂရာဝံတော်ဓမ္မစကြာတရားဟောတော်မူသောဝါမိဂရာဝံနဲ့ဝါဆိုတော်မူမိဂရာဝံနဲ့ဝါဆိုပြီးနောက်သောအခါရာဇဂိုပြည်တို့မြတ်စွာဘုရားကြွလာမြတ်စွာဘုရားရာဇဂိုပြည်၌ကြွလာပြီးတော့သတင်းသုံးတယ်ဆိုတဲ့အကြောင်းဖာခမီးတော်သုတ္တရဏမင်းကြီးကကြားတော့သားတော်ဘုရားပုမြင်ညက်လိုက်တယ်သားတော်ဘုရားပုမြင်ညက်လိုက်တာသားတော်ဘုရားကလည်းတို့ကပ်ပိလို့ရွှေနှမ်းလို့ကြွားမြန်းတော့မမှုဘူးဘယ်နဲ့လောက်ရပါမလို့သားဘုရားလည်းမြင်ညက်လိုက်တာသားဘုရားမမြင်ရတာလည်းကြာလှပြီသားဘုရားခုတွေ့ကိုဘယ်နဲ့လောက်ရပါမလဲညာနဲ့အမတ်လိမ္မာတယောက်ကိုခေါင်းဆောင်ပြီးတော့ယောက်ျားအချံ1000နဲ့သွားရာဇဂိုပြည်တို့သွားကြလေမကရာတိုင်းရာဇဂိုပြည်သွားကြငါဖာခမီးတော်ရဲ့အမှားစကားကိုယူသွားကြအရှင်ဘုရားဖာခမီးတော်ကသားတော်ဘုရားကိုခုမြင်ကြပါလေဖာခင်ကြီးလည်းစိတ်ကနေမတူတော့ပါဘူးဗျာယိုရင်းလို့လာခဲ့ပြီကိုမင်းခဲ့ပါပြီကိုမင်းယိုရင်းလို့အရွယ်ဆိုရောက်ခဲ့တော့ရောက်သားဘုရားကိုခုမြင်ရင်လှပါလေဗျာဒါကြောင့်မို့မြတ်စွာဘုရားသိခံပြီးတော့တပိလို့ရွှေနှမ်းလို့ကြွားမြန်းတော်မူပါလို့ငါရဲ့အမှားစကားကိုယူပြီးတော့လျှောက်ထားကြတယ်1000ယောက်ျားအချမ်းရနဲ့ရာဇဂိုပြည်တို့သွားကြရာဇဂိုပြည်ရောက်သွားကြတော့ထိုမကကောင်းဆောင်လို့မြတ်စွာဘုရားသတင်းသုံးတော်မူရာရောက်သွားကြတယ်ထိုချိန်မြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောပရိသတ်၄ပေါ်တရားဟောကကျုံတော့ပရိသတ်အစွန်ကထိုင်ပြီးတော့သူတို့ကြည်ခိုးပြီးတော့တရားနာကြတယ်မြတ်စွာဘုရားဟောတော်မူတဲ့တရားဒီတစ်ခါပဲကြားရတယ်သုတ္တရဏမင်းကြီးရဲ့သားတော်ဘုရားဆိုတာလေကြားရုံကြားရောက်တယ်ဒီတစ်ခါလာဖူးတွေ့ရဘူးလေမြတ်စွာဘုရားလည်းဖူးတွေ့တယ်သံဃာတော်များကိုလည်းကြည်ခိုးတယ်ဟ
ဟောကြားတော်မူတဲ့တရားတော်ကိုလည်းနားထောင်တရားနားနေကြတဲ့ပရိသတ်အခြေကိုလည်းကြည့်ကြတယ်ကြည်ရင်နဲ့နေပြီးတော့မြတ်စွာဘုရားတရားတော်ဟောတဲ့ဟာတွေတစ်ဖြည်းဖြည်းနားတဲ့စိတ်ဝင်ပြီးတော့လာတယ်မြတ်စွာဘုရားတို့ဒီဟောတော်မူသောအစဉ်တိုင်းဒါနကထာသီလကထာတက္ကကထာမေဃကထာကာမာတိနဝကထာစသည်ဖြင့်အစဉ်တိုင်းတရားတွေဟောရသွားတယ်ဟောရသွားတော့တရားတွေကတစ်ခုပြီးတစ်ခုပြီးကဲနားထောင်လို့ကောင်းတယ်သူတို့နေရသောဘဝနဲ့ကဲချမ်းသာတယ်လူဘဝဆိုသည်တို့ဟာလူရဲလို့နေကြနန်းတော်တဲ့နေတဲ့အခါနန်းတော်တွင်နန်းတွင်သူနန်းတွင်သားဒါတွေပဲမြင်အစိုးရဘရင်အဝန်တန်းတွေဒါတွေပဲမြင်ရတယ်သူတို့လုပ်တဲ့စကားတွေပဲကြားရတယ်မြတ်စွာဘုရားရှေ့တော်မှောက်ရောက်လို့မြတ်စွာဘုရားဟောကြားတဲ့တရားကြားရတဲ့ခါကျတော့အလွန်ချမ်းသာတဲ့စကားတွေဩသူတော်ကောင်းတရားသူတော်ကောင်းစကားနှစ်သက်ဖွယ်ကောင်းလိုက်တဲ့တန်ရှင်းသောစကားတန်ရှင်းသောအဖြစ်တန်ရှင်းသောဘဝကျင်းလေးမှုတန်ရှင်းသောသံတရာလောကကြီးကိုဒီတခါစတင်၍ကြားကြသောအခါသူတို့သည်အထူးဆန်းအံ့ဩဖွယ်ကဲ့သို့ဒီမကပဲနဲ့နှစ်သိမ့်၍ကြီးနိုး၍စိတ်ဝင်စားပြီးတော့နေကြပြီးတော့တရားတော်ထုံးတဲ့အခါတစ်ထောင်သောယောက်ျားများနဲ့တော့ခေါင်းဆောင်လာတော့အမတ်လိမ့်မှာပါမြတ်စွာဘုရားရဲ့တရားတော်နဲ့စိတ်ဝင်စားလို့အိမ်ပြန်ရင်စိတ်မရှိကြတော့ဟာကမီးတော်သောတော်နာမင်းကြီးကမှားတဲ့စကားတွေတော့တဲပြီးတော့အလေးမထားကြဘူးမြတ်စွာဘုရားယခုလောလောဆယ်ဟောတဲ့တရားကိုသာလည်းစိတ်ဝင်စားနေကြတော့ကြောင့်တရားတော်ဆုံးရပြိတ္တဉာဏ်ရှင်းသွားတော့အခါမြတ်စွာဘုရားထံရှင်းကပ်ပြီးတော့မြတ်စွာဘုရားတပည့်တော်တို့ကပိလဝတိကလာခဲ့ကြပါလေမြတ်စွာဘုရားရဲ့သူမျက်နှာကိုဖူးပြီးတော့တကြိမ်စသောဥသောတရားကိုကြားနာရပါတယ်တပည့်တော်တို့ဒီတရားကိုနှစ်သက်သောကြောင့်တပည့်တော်တို့လူလောကီကိုပြမပြန်လို့တော့ပါဘူးဒါမို့တပည့်တော်တို့အားလုံးတစ်ထောင်နဲ့တယောက်တို့ကိုယဟန်ပြုပေးတော်မူပါလို့တောင်းတယ်တောင်းမှတော့မြတ်စွာဘုရားရှင်ကထိုသူတို့ရှေးအကြောင်းကိုပြန်ပြောင်း၍ရှုကြည့်တော်မူတယ်ရှေးအကြောင်းပြန်ပြောင်းကြည့်တယ်ဆိုတာသူတို့ဒီဘယ်ကဲ့သို့သောယဟန်ပြုလင်ဖြစ်မလဲဒါကိုကြည့်တယ်မြတ်စွာဘုရားရှင်လက်ထက်တော်ကယဟန်ပြုနေ7မျိုးခွင့်ပြုထားတယ်တရဏကမနယဟန်သာစရ7မျိုးရှိအဲ့ဒီ7မျိုးတဲ့အေဟိဘိက္ခုယဟန်ဆိုတာကအမြတ်ဆုံးဖြစ်တယ်အေဟိဘိက္ခုယဟန်ဆိုတာကအေဟိဘိက္ခုယဟန်မြတ်စွာဘုရားကပြုကျင်ပေမဲ့သူရဲ့နောက်ကျောင်းကကံတရားကိုပြန်ကြည့်ရတယ်ကံတရားဆိုတဲ့နေရာဒီနေရာကံတရားကဘယ်လိုကံလဲဆိုတော့သင်္ကန်းတပိတ်ပြိခရာလှူဘူးသောကံပါသလားဒါကြည့်ရတယ်တစ်ချိန်သောအခါကတခုသောသာသနာ၌တပါးသောပုဂ္ဂိုလ်ကိုဖြစ်စေတစ်ချိန်ခါဖြစ်စေသင်္ကန်းလှူဘူးသောပုဂ္ဂိုလ်ဖြစ်စေထိုပုဂ္ဂိုလ်ကိုအေဟိဘိက္ခုယဟန်ပြုလို့ရတယ်အေဟိဘိက္ခုယဟန်ဆိုတာခက်ခက်ခဲပြုရတာမဟုတ်ဘူးမြတ်စွာဘုရားရှင်ကထိုပုဂ္ဂိုလ်ကိုရည်ညွှန်း၍သတ္တံရှင်မင်း၏နာပေါင်းတော်နှင့်တိုးသောညာလက်မောင်းကိုဆန်တန်း၍အေဟိဘိက္ခုခေါ်တော်မူတာအေယဟန်ဒီလာတော့လို့ဆိုပြီးတော့ဒီငါကံကတရားကျင့်တော့ရိုးပြောကြတယ်အဲ့လိုခေါ်လိုက်တာနဲ့တပြိုင်နက်ထိုသူဒီစက်သူကြီးဖြစ်လို့ရှိရင်စက်သူကြီးအဝတ်ဒီပွဲပြောက်ရှင်မင်းဖြစ်လို့ရှိရင်ရှင်မင်းရဲ့မင်းမြောက်တန်းစာဒီပွဲပြောက်တထေးကြီးဖြစ်ရင်တထေးကြီးရဲ့ဝတ်စုံဆင်းရဲသားဖြစ်ရင်ဆင်းရဲသားအဝတ်ဒီထိုကိုယ်ပေါ်မှပွဲပြောက်ပြီးတော့အဝါ60ရပြီးမထီကြီးခဲ့လို့သင်္ကန်းတပိတ်ပရိခရာ7ပါးအပြည့်စုံလွယ်ပြီးတော့အဘိညာဉ်6ပါးသမာပ7ပါးနဲ့ပြည့်စုံတော့ရဟန္တာပုဂ္ဂိုလ်ကြီးဖြစ်ရတယ်အလွန်ထူးခြားသောပါရမီရှင်ဒီမှာတရားရတယ်ပြီးတော့ငါထံလာပြီးတော့ငါရဲ့ဒေတာတပိလို့ရွှေနန်းကဖာခမီးတော်မင်းကြီးကလွတ်လိုက်တော့အမတ်နှင့်တကွယောက်ျား1000တို့ဒီငါထံလာ၍ရဟန်းပြုတ်ကတောင်းရတယ်သူတို့ကိုအေဟိဘိက္ခုယဟန်ခေါ်တိုက်မခေါ်တိုက်ကြည့်လို့အားလုံးအေဟိဘိက္ခုယဟန်လာခေါ်တိုက်တဲ့လူတွေကြီးတွေဖြစ်နေကြတယ်ပါရမီရှင်ဒီကမြတ်စွာဘုရားရှင်ကဝန္တာအားရကောင်းပြီဆိုပြီးတော့လွယ်လွယ်ပဲသူတို့ကိုတပြိုင်နဲ့အေဟိဘိက္ခုခေါ်လိုက်တော့က1000နဲ့တယောက်အကုန်လုံးရဟန္တာတွေဖြစ်သွားကြတယ်ရဟန္တာဖြစ်သွားတော့အာသဝတိကဂုံခန့်သွားပြီသူတို့ကပ်ပြီးလို့ရွှေနန်းကြီးကိုလုံးဝမေ့သွားတယ်သင်ကသားမယားဇနီးတွေဘာမှမဆိုင်တော့လူလောကလည်းပြန်မသွားကြတော့လောကကြီးအကုန်လုံးမေ့ပြီးတော့တပြည့်ရဟန်းနေနဲ့အတူတူနေလိုက်ကြတော့ဒါနဲ့ဖာကမိတော်သုတော်နာမင်းကြီးကငါလွတ်လိုက်တဲ့အမတ်နဲ့1000လို့ဒီဘယ်နဲ့ကြောက်ပါလဲခုလည်းဒီစကားလည်းမပြန်ကြဒီနေ့မင်းစကားပြန်လို့တလဆောင်စကားပြန်မလာကားဆောင်လဲရက်တည်းရှေ့ဆောင်လဲဘဲကမှစကားလည်းပြန်လူလည်းမလာလူလည်းမရောက်စကားလည်းမပေါက်စကားလည်းမရောက်ဘယ်နဲ့မှမတတ်နိုင်အောင်ပြန်တိုင်းဘယ်နဲ့လုကြပါမလို့သို့သောသုတော်နာမင်းကြီးကမလျှော့ဘူးမလျှော့သေးပဲနဲ့နောက်ထပ်လိမ္မာသောအမတ်တယောက်ကိုခေါင်းဆောင်ပြီးတော့သွားကြအောင်တင်တို့ယောက်ျားအပေါင်း1000နဲ့
ဒါကတွက်လိုက်ပြန်တယ်တွက်လိုက်ပြန်တော့ထိုတစ်ထောင်တယောက်တို့ကလည်းမြတ်စွာဘုရားထံသွားကြတယ်ရာဇဂိုပြီးရောက်တော့ရာဇဂိုပြီးမှလည်းထိုအချိန်ကလည်းပရိသတ်၄ပေါ်တရားဟောနေကြဖြစ်တယ်တရားဟောနေကြဖြစ်တော့သူတို့ကလည်းပရိသတ်ဆုံးကခြိုင်းပြီးတော့တရားနာကြတယ်တရားနာကြတော့ရခင်အတိုင်းပဲမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေစိတ်ဝင်စားလို့စိတ်ဝင်စားရင်နဲ့နေပြီးတော့တဖြည်းဖြည်းနဲ့သူတို့ကလူလောကီကိုညင်းငွေလာတော့ဖြစ်တယ်ရောက်ကြပြန်ရောရောက်ကြပြန်တော့ကိုင်းတို့တော့ကွာမပြန်တော့ဘူးလေအရင်ကလူတွေလိုပဲအရင်ကတစ်ထောင်တယောက်တို့လိုပဲတို့လည်းရဟန်းပြူရလို့ရဲ့စိတ်တူသဘောတူလွယ်လွယ်ပဲဆုံးဖြတ်လိုက်ကြတယ်ဆုံးဖြတ်လိုက်ကြတော့သူတို့ကလည်းတရားအဆုံးမြတ်စွာဘုရားတန်ချင်းကပ်ပြီးတော့တပည့်တော်တို့တပည့်တော်ပြည်ကလာခဲ့ကြပါလေဗျာတပည့်တော်တို့ကိုလည်းရှင်ရဟန်းပြုပြီးတော့မူပါလို့တောင်းမှတော့သူတို့ရဲ့ရှေးဟောင်းကံကိုစောက်ညှော်ပြီးတော့မြတ်စွာဘုရားရှင်ကကောင်းပြီဆိုပြီးတော့အေးဒီဘက်ကိုခေါ်တော်မူလိုက်တော့တို့တစ်ထောင်တယောက်ကလည်းရဟန္တာတွေဖြစ်သွားကြပြန်ရောရဟန္တာတွေဖြစ်တယ်ဆိုတော့သူတို့ကပိလို့ရွှေနှန်းကိုမေ့သွားတော့တာပဲအသောကုန်ခါမှတော့နောက်ကြောင်းဘာမှကြည့်ကြတော့လူဘဝလုံးဝမချတော့ဘူးသူတို့ကမရှိတော့ဘူးလူစိတ်မဟုတ်ပုထုဇဉ်လည်းမဟုတ်ဘာသာရောစင်မှမရှိဘူးအကုန်လုံးဖြတ်ထားတယ်အဲဒီတော့သူတို့ကလည်းသုတော်နာမင်းကြီးထံတရင်ပြန်ပို့ဖို့လို့ဘာမှသတိမရတော့ဟာကြီးတော့သုတော်မင်းကြီးကဒုတိယတစ်ကြိမ်တော့လွတ်လိုက်ပြီဒီလူတွေများငါ့ကြီးကြအကြောင်းပြန်ကောင်းပြန်မလားလို့တမျောကိုနဲ့တရင်နားထောင်လို့နေတယ်တလသာကြားတယ်ပြန်မလားတလကကြောလာခဲ့တယ်ပြန်မလားခဲ့ပြီဘယ်နဲ့လုပ်ပါမလဲသို့တော့အချိန်နဲ့ယူဆောင်သေးရဲ့ဆောင်သေးတော့လည်းဘာမှမထူးဘူးမထူးတော့ကြောင့်ကိုင်ငါကြိုးစားအောင်ဆိုပြီးတော့နောက်တစ်ကြိမ်လိမ္မာသောအမတ်တရားကိုခေါင်းဆောင်သေးပြီးချမ်းယောက်ျားတစ်ဆောင်နဲ့တစ်ကြိမ်လွတ်ပြတယ်တတိယကြိမ်လွတ်လိုက်ပြန်တော့အခါလဲထိုအရင်လူတွေရဲ့နေတူပဲမြတ်စွာဘုရားထံရောက်ရင်တခါတည်းသူတို့ရဟန်းပြုကျင့်စိတ်တွေပြက်ကုန်တရားတွေနားကြဟိုကလည်းမြတ်စွာဘုရားရှင်ကအေယိဘိက္ခုခေါ်လိုက်တော့ရဟန်းလာတွေပြက်သွားကြ၃ကြိမ်နောက်တစ်ကြိမ်မလာပြန်တစ်ကြိမ်လွတ်ပြန်တယ်၄ကြိမ်နောက်တစ်ကြိမ်ပြန်မလာပြန်လဲပါကမီတော်မင်းကြီးကလည်းလက်မလျှော့သေးလွတ်ပြန်တယ်၅ကြိမ်ထိုနေ့တူပဲ6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်ကြည့်အောင်လွတ်9ကြိမ်ကြည့်အောင်လွတ်တယ်လို့ဘယ်ဒီကမှသတင်းမပြန်တော့ဘူးဒီလူလည်းမလာဘူးစကားလည်းမပြန်ဘူးခဲ့ပြီးငါရဲ့နန်းလွင်သားတွေငါရဲ့အမတ်လိမ္မာတွေလို့ယူဆကြတော့ငါ့ကိုဘယ်သူကမှအရေးမထားကြတော့ဘူးကြောင်အိုကြွက်မလင်းဘယ်သူမှအရေးမထားကြတော့ဘူးဘယ်နဲ့လို့ရပါမယ်သားတော်ဘုရားလည်းဖုမြင်လိုက်တာသားတော်ဘုရားဖုမြင်လိုက်တာတကင်းလည်းမကြားရဘယ်နဲ့လို့ရပါမလဲနောက်ဆုံးတော့ကြံရမရတော့ကာလုဒာကြီးအမတ်ခေါ်တယ်ကာလုဒာကြီးအမတ်ကစကားလိမ္မာတယ်အတိလည်းကြည့်သူ့နန်းတော်ထဲမှာတော့အလွန်အားကိုးရတော့ကာလုဒာကြီးခေါင်းဆောင်စေပြီးတော့ကာလုဒာကြီးသင်ရှေ့က9ကြိမ်တိုင်ငါတစ်ထောင်အချမ်းရံနဲ့နေပြီးတော့အမတ်လိမ်မှာ9ယောက်ကိုငါလွတ်ခဲ့တယ်လွတ်ခဲ့တော့လည်းပဲထိုသူတို့ဒီငါထံပြန်၍တည်င်းလေးတောင်ပြေပေါ်မရဘူးငါကိုလူရမှတွန်းကြသေးရဲ့လားငါအလွန်ဝမ်းနေခြင်းဖြစ်တယ်အလွန်ဝမ်းနေခြင်းဖြစ်တော့ကြောင့်ဒီတခါတော့သင်ပဲသွားလေလို့ကာလုဒာကြီးမှတ်ခိုင်းတော့ကာလုဒာကြီးကစိတ်ဆက်တော်သူဖြစ်တယ်ကာလုဒာကြီးကမြတ်စွာဘုရားနဲ့ဖွားဘက်တော်လဲဟုတ်တယ်စိတ်ဆက်တော်ကြောင့်သူကသွားရမယ်ဆိုတော့ခါဖာကမီးတော်သုရောနာမင်းကြီးထံကိုသူကကြိုးကျင်း၍စကားကတိတစ်ခုတောင်းရှင်မင်းကြီးကျွန်တော်မျိုးမြတ်စွာဘုရားထံသွားရမယ်ဆိုလျှင်မြတ်စွာဘုရားထံရောက်သောအခါကျွန်တော်မျိုးကိုအကယ်၍မြတ်စွာဘုရားရှင်ထံရဟန်းပြုခြင်းစိတ်ရှိခဲ့တော့ကျွန်တော်နဲ့တကွတစ်ထောင်တော့ယောက်ျားလို့ရဟန်းပြုခွင့်ပေးပါရဟန်းပြုပါရစေလို့ဖွင့်တောင်းတယ်ဒါတော့သုရောနာမင်းကြီးကသင်တို့အကယ်၍ရဟန်းပြုလို့တော့သံဃာရှိခဲ့တော့ရဟန်းပြုကြတာသို့တော့မြတ်စွာဘုရားကိုတော့ငါထံရောက်ပင့်တယ်ငါထံကိုလည်းစကားအကျိုးကြောင့်လည်းပြန်ပါအဲ့ဒီတကတိယူသွားပါလို့ပြောတယ်ဟိုအော်လန်ကစကားတွေဒီတက်ပြန်နေရာရင်ရွှေ့လိုက်မှကောင်းဟိုကတန်ကဒီမှာဝန်းနေဟောလန်နေရာရင်ရွှေ့
ကာလုဒာကြီးအမတ်ကိုဖာကမီးတော်သုတော်နာမင်းကြီးကကောင်းပြီသင်လိုရှိသောရဟန်းပြုခွင့်ကိုလည်းငါပေးတယ်သို့တော့သားတော်ဘုရားကိုတော့ကပိလဝရွှေနှန်းဆိုရအောင်ပင့်ခဲ့ဒီအကြောင်းကိုသင်ကိုရောက်တဲ့အကြောင်းကိုလည်းငါကိုသတင်းပေးပါသတင်းမပေးပဲမနေပါနဲ့လို့မှားလိုက်ကောင်းပါပြီလို့သူကဝန်ခံပြီးတော့သွားတယ်သွားတော့သူက10ချိန်မြောက်ဖြစ်မြတ်စွာဘုရားထံရောက်တော့အခါသူကအကျိုးအကြောင်းတွေသူကလျှောက်ထားမလျှောက်ထားရသေးခင်မြတ်စွာဘုရားကသူတို့ရောက်လာတော့အချိန်ပြိဿလေးပေါ်တရားဟောနေတိုင်းကျုံကြိုက်ပြန်ရောကျုံကြိုက်တော့သူတို့ကရှေ့ကနေတူပဲပြိဿအစုံကထိုင်း၍သူတို့1000တယောက်တော့ကပိလောကပြည်သားယောက်ျားတို့ကတရားနာကြတရားနာရင်မဲ့သူတို့စိတ်တွေကလည်းရှေ့9000လို့နေတူပဲလူလောကီကိုစိတ်ကုန်လို့သာသနာပေါင်းဝင်နေတဲ့စိတ်တွေတာအကုန်လုံးဝင်စားနေကြတော့ရောက်တရားဆုံးမှာမြတ်စွာဘုရားကချင့်ကပ်ပြီးအရှင်ဘုရားတပည့်တော်တို့ကိုလည်းရှေ့ကတမန်တော်များနေတူတပည့်တော်တို့ကိုလည်းရဟန်းပြုပြီးတော့မူပါလို့တောင်းမှန်တော့မြတ်စွာဘုရားရှင်ကသူတို့ရဲ့ရှေ့ကจิตကျင့်ခဲ့ဘုသောပါရမီဓမ္မသံပါရကိုငဲ့ညောကြည့်ရှုပြီးတော့အဲ့ဒီဘက်ကိုခေါ်လိုက်တော့အကုန်လုံးအဲ့ဒီဘက်ကိုရဟန္တာကြီးဖြစ်သွားကြပြီးတော့ခါကာလုဒာကြီးကသတိရှိတော်သူဝိရိယရှိတော်သူစိတ်ဆက်တော်သူဖြစ်တယ်ငါဒီမေ့လျော့လို့နေရမဟုတ်ဘူးဖာသမီးတော်ကငါရဟန်းပြုခွင့်လည်းပေးတယ်ရဟန်းပြုခြင်းပြုကြသို့သောသားတော်ဘုရားကိုတော့ကပိလဝရွှေနှန်းတို့ပြင်ခဲ့ပါငါထံကိုလည်းအကြောင်းပြန်ပါဆိုတဲ့စကားကိုငါလျိုသေးသွားလေးစားလိုက်နာရမယ်အဲ့ဒါကိုသူကတတိယတော့ကြောင့်မြတ်စွာဘုရားကိုချင့်ကပ်ပြီးတော့လျှောက်မြတ်စွာဘုရားတပည့်တော်တို့မှာဖာကမီးတော်သုတော်နာမင်းကြီးရဲ့အမိန့်နဲ့မြတ်စွာဘုရားပင့်ရလာခဲ့ခြင်းဖြစ်ပါတယ်ဒီမှာယဟန်ပြုလို့ကပြုနိုင်ပါတယ်သို့တော့မြတ်စွာဘုရားကိုတော့ရအောင်ပင့်ခဲ့ပါဒီရဲ့အကြောင်းအရာကိုလည်းတည်င်းပြန်ကြပါလို့တို့မှားလိုက်တယ်ဒါတော့ပဲ့တယ်လားရောက်နေတယ်ငါလည်းဘုရားဟောရတာကဒီပဲ့တယ်လားကြီးနဲ့ဖုတ်သေးဘူးနေရတော့ကြသေးဘူးသာဓုကာလုရာထွေးကားထားကြောင့်ဒေသစာကပိနံကိုမြန်းကြွတဲ့အချိန်ရှိကသာဓုရှိခဲ့ကာလုရာကြီးအမတ်ကမြတ်စွာဘုရားလျှောက်ထားတော့ခါဂါထာ60နဲ့လျှောက်ထားကာလုရာကြီးကအလွန်စကားတတ်မြတ်စွာဘုရားဖာကမီးတော်ကြီးကလည်းအသက်ရွယ်ကြီးပါပြီရှေ့ကနေမတူတော့ပါဘူးဘုရားအသက်ရွယ်ကလည်းယိုယွင်းခဲ့ပါပြီဘုရားသားဘုရားကပွင့်မြင်တဲ့စိတ်ဆန္ဒကလည်းလွန်ကြီးပါတယ်ဘုရားအဲ့လိုဒီကပကုံခိုးလဲလျှောက်သွားလိုက်တာတမျိုးကြီးနောက်ဆုံးကြတော့ယာတိဥဒုကလည်းသာယာပါသည်ဆောင်းယာတိကုန်းနွေယာတိကုဒီအချိန်မှာတော့ခင်မြန်းမျိုးသောအချိန်တောတောင်တစ်ခွန်းလဲသာယာနေပါပြီလို့သာယာသောအချိန်မှာတောတောင်ခရီးသွားဖို့လည်းတင့်လျော်ပါတယ်ဒေသစာကပ္ပိနံကြွားမြန်းဖို့အချိန်တင့်တော်ပါတယ်လို့အဲ့ဒီလိုဒီကသင်္ကန်းနဲ့လျှောက်လိုက်တာကာလုဒာကြီးအမလျှောက်ကောင်းသောကြောင့်ဆောင်းယာတိကုန်းနွေယာတိကုဒီအချိန်မှာတော့ခင်မြန်းမျိုးသောအချိန်တောတောင်တစ်ခွန်းလဲသာယာနေပါပြီလို့သာယာသောအချိန်မှာတောတောင်ခရီးသွားဖို့လည်းတင့်လျော်ပါတယ်ဒေသစာကပ္ပိနံကြွားမြန်းဖို့အချိန်တင့်တော်ပါတယ်လို့အဲ့ဒီလိုဒီကသင်္ကန်းနဲ့လျှောက်လိုက်တာကာလုဒာကြီးအမလျှောက်ကောင်းသောကြောင့်မြတ်စွာဘုရားရဲ့ကြိုတင်ရွက်ဒီအချိန်ဒီခါကြလို့ရှိတယ်ကပိလဝရွှေနှန်းတို့ကြွားမြန်း၍ဆွေတော်မျိုးတော်တို့ကိုချင်းမြောက်ရံလည်းရည်ရွယ်ချက်ရှိပြီးတော့ကြောင့်ဒီအကြောင်းတွေထောက်ညော်ပြီးတော့မြတ်စွာဘုရားကကပိလဝပြည်သို့သွားမယ်ဆိုတဲ့ဂတိပြုလိုက်တော့အခါခရီးစဉ်ကြီးမူချလိုက်ကြတယ်မြတ်စွာဘုရားရှင်ကငါရဲ့တတိသာဝကတွေလည်းကမဏိယဝတ်ကိုကျင့်စေမယ်ကမဏိယဝတ်ဆိုတာခရီးသွားခြင်းယမယံကခရီးသွားရတယ်ဒီခါမှာကပိလဝပြည်နဲ့ရာဇဂိုပြည်ကဘယ်လောက်ကွာတယ်လဲဆိုတော့ခါယောဇနာ60ကွာတယ်ပဲ့တယ်ကဝင်တော့မယ်အော်လန်ဆွတ်လိုက်ရင်မဖြစ်ဘူးလားအော်လန်နေရာရှိတာကြိုက်စမ်းကြည့်လဲစွာနှောင်ပေကျိုးဆဲတွေဒီမြေဝန်ဆိုင်လောဘမြိုင်ကခန့်ခိုင်အေးကြည်နိဗ္ဗာန်ပြည်ကိုမျော်ရည်မှန်းကလွမ်းမိပါ၏လေးပြမဲ့ဟုဖိုးလေးသူနှင့်အောင်သူစေယူသူမပြုသာအတုမဲ့ညံနိဗ္ဗာန်နှင့်
သွားလန်းလာကုန်အလုံးစုံကိုအာယုံမြင့်မြင့်မှန်းဆချင်၍ဒီတွင်အောင်မဲ့ဒီဘက်ဘုဇံဒီတွင်သီလသမထနှင့်မေဃတဖြာပြင့်သိခါဟုမြတ်စွာတော်ထီမိန်ငယ်ပြေးလေခရီးလန်တာအလန့်ကွာ၍မင်္ဂစိတ်ဤဖြေမစီသည်ရွှေပြေဌာနဝေတော်ကြောင့်ကပိလရွှေနန်းတို့ကြွားများဖို့ရာခရီးစဉ်ကြီးချလိုက်ကြယောဇနာ60ဝေတော့ကမဏိယဝတ်သံဃာတော်များလည်းပြည့်စုံကြရောလူသူများလမ်းခရီးကြနဲ့နေကြဆိုသူတို့ရဲ့မြတ်စွာဘုရားနဲ့လောကသံဃာတော်များဖုတွေ့ရခြင်းအကျိုးကျေးဇူးရှိပြီးတော့တနေ့ရယောဇနာတယောဇနာနေရာကိုတညရဆိုင်သွားမယ်ရဆိုင်ကိုရောက်တော့နေရတောရွာဖြစ်စေမြို့ရွာဖြစ်စေတင့်တော်ရာ၌တနေ့ကုန်းသောအခါတညထိုနေရာယန္နာသွားမယ်ဆိုယောဇနာ60ဆိုရက်ပေါင်း60ခီးသွားရမယ်2လခရီးသွားမယ်မြတ်စွာဘုရားရှင်သည်ဇံပင်ရှင်နဲ့ကြွနေတယ်တပိသားတွေကလည်းဇံပင်ရှင်ရသောပုဂ္ဂိုလ်တွေရဟန္တာပုဂ္ဂိုလ်တွေရှိကြတော့လည်းပဲဇံပင်ရှင်မရသောပုဂ္ဂိုလ်တွေလည်းပါအောင်မယ်ကိုဇံပင်ရှင်မရသောပုဂ္ဂိုလ်များကိုလည်းခွဲခြား၍မကြံရဘူးကမဏိယဝတ်လည်းပြည့်စုံမယ်ဒီလိုမြေပြင်ခြေချင်းသွားခြင်းဖြင့်အကျိုးကျေးဇူးကဘာတွေရှိသလဲဆိုတော့လမ်းခရီးအကြာရန်နာသောနေရာတိုင်းနဲ့လူအများတို့ကဖုတွေ့ရဆုံးဝတ်တွေပြုကြရမြတ်စွာဘုရားနဲ့လောကသံဃာတော်များဖုတွေ့ရပြီးမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုနေရာတိုင်းကကြားနာကြရမယ်အဲ့ဒီကျေးဇူးကြီးများတယ်ဒီလိုကျေးဇူးရှိသေးခြင်းကြောင့်ကယောဇနာ60အရက်ပေါင်း60 2လခရီးကိုတော့အချိန်ကုန်ခံပြီးတော့တွားပြီးစီစဉ်လိုက်ဒီအကြောင်းစီစဉ်ပြီးတယ်ဆိုရင်ကာလုဒာကြီးကကောင်းရဲ့ခရီးကသွားပြီးတော့ကပိလဝရွှေနာဖခမိတော်သောရဏမင်းကြီးတရင်ပို့ပြီးတော့ဘယ်နေ့ကစပြီးတော့ခရီးထွက်တော့မယ်ဆိုပြီးတော့တပေါင်းလာပြည့်နေ့ကစခရီးထွက်ကြตาရတော့အခါရှိကင်းလက်ကင်းตาရတယ်အခါကောင်းတဲ့တပေါင်းလာဆိုတာตาရတော့အချိန်ကိုပြောတယ်တောတောင်ကြီးตาရအခါကောင်းတဲ့တပေါင်းလာဆိုဒီမှာဆောင်းရသည်ကဲ့သို့အေးချမ်းခြင်းလည်းမရှိတော့မိုးရသည်ကဲ့သို့ဆွတ်ဆိုခြင်းလည်းမရှိဘူးအလွန်ပူပြင်းလှတော့အချိန်လည်းမဟုတ်သေးဘူးဒါကြောင့်မို့ဒီချိန်အခါကောင်းလို့မယ်ဆိုစတင်ခရီးထွက်ကြတယ်ရာဇဝပြည်ကြီးကသံဃာတော်ကဘယ်လောက်ပါလဲဆိုတော့2000ပါတယ်ဖာခမီးတော်ကလွတ်လို့ကပိလောသားတွေက10ချိန်တစ်ခါလာရင်1000 1000 1000 1000နဲ့10ရောက်ယဟန်တော်က1000နဲ့10ပါဒါကကပိလောသားတွေထိုရည်သူမကရတိုင်းသားတွေကလည်းယဟန်ပေါင်း1000ယဟန်2000ချမ်းရံပြီးတော့မြတ်စွာဘုရားနဲ့ဒေလသာကြီးခရီးကဲ့သို့ကမဏိယဝကျန်ရံရာဇဂိုပြေကနေပြီးတော့စီတန်းပြီးတော့ကိုယ်တပိတ်တွေကိုလွယ်လို့ခရီးထွက်သွားလိုက်ကြအလွန်ကြီးညိုပွဲကောင်းတော့ခရီးစဉ်ကြီးပေါ့မြတ်စွာဘုရားရှင်ကရှေ့ကကြွားနောက်တော့ကသံဃာတော်တွေကရှေ့ကစင်ကလိုက်ပြီးတော့ကိုယ်တပိတ်ကလေးတွေလည်းမင်းရလာကြီးကိုကဝမ်းနေရမလို့ဝမ်းသာရမလို့ကြီးညိုကြတယ်လူတွေကအဲ့လိုကြီးညိုပွဲကောင်းတော့ခင်ခွန်းကြီးကိုထိုးခြင်းကစပြီးမြင်ရတယ်ညနေတယုဇနာထီတော့တယုဇနာဆိုသည့်စကားကဗမာလုံးအရာသုံးစကားရှေ့သုံးစကားတယုဇနာကြီးမိုင်ဘက်လောက်ရှိတယ်6တိုင်ရှေ့သုံး6တိုင်နဲ့400အတွင်း6တိုင်400အတွင်းတတိုင်းကို2မိုင်ခွဲခုကာလအသုံးနဲ့လွယ်သုံးမယ်ဆိုလို့ရှိရင်73မိုင်ဒီနေ့73မိုင်ဆိုတော့ခရီးကတက်တာမပင်မမှုခြေရင်ခရီးသွားကြအဲ့လို73မိုင်ရောက်တော့နေရကြလို့ရှိရင်တင့်တော်ရဲ့နေရာနဲ့ညကြီးရနာကြထိုနေရာတွေကကြောက်တင်ကမရှိတော့ရရွာလူတွေကမြတ်စွာဘုရားနဲ့လို့ကသံဃာတော်များတညတဲကိုဖို့ဆိုပြီးတော့ယာယီရုပ်တရက်တက်ဖို့ရယာဒီသင်မျိုးတွေခင်းလို့နေရာတွေပါတွေပြုတ်ပြီးပေးကြယာယီပေါ့ယာယီတဲကြောင့်သဘောမျိုးယာယီတန်ကြောင့်သဘောမျိုးလူတွေအဲ့ဒီကလည်းကုသိုလ်ကြီးကရေအိုးလေးနဲ့ရေချမ်းစင်းလေးနဲ့နောက်ရဆုံးချက်ကြဆုံးဝပြုတ်ကြအဲ့ဒီလိုပဲပြုတ်ကြတဲ့ကုသိုလ်တွေရတယ်တွန်းကြသူ့ပေါင်းပြီးတော့ရှိတယ်မြရွာသူရွာသားတွေမြတ်စွာဘုရားနဲ့သူကသံဃာတော်များဖုတွေ့ကြတရားနာကြကောင်းလိုက်တဲ့ကုသိုလ်ကောင်းမှုအဲ့လိုပဲတနေရာရွှေ့ပြီးတော့ရက်ပေါင်း30ကြာတော့ကနေရာပေါင်း30 2လကြာတော့နေရာပေါင်း60အဲ့ဒီလိုသွားတော့နေတိုင်းနန်းနဲ့ကြာတော့အခါကာလုဒာကြီးအမတ်ကတပိတ်တော်ယူပြီးတော့ကပိလောသူကောင်းငင်ခကြီးကသွားတယ်ကောင်းငင်ခကြီးကသွားတဲ့အခါ
သူဖာကမိတော့တော်တော်လာမင်းကြီးကသားဖရာအတွက်ဟိုကဆွမ်းအသင့်တည်တင်ထားပြီးတာသားဖရာအတွက်ဒီဆုံးကိုကပ်ပါဆိုပြီးတော့ကာလုဒာကြီးကသပိတ်နဲ့ဆောင်းပြီးတော့ကောင်းရခေကပြန်လာဒီကပိလောရွှေနှမ်းလို့ရောက်တည်တိုင်အောင်ရာဇဝပြီးမှထွက်လာတော့နေ့ကစရင်သားဖရာကိုသူ့ရဲ့ဆွမ်းကတ်တူဖရာစေလို့ရှင်ဥဒ္ဒအရင်ကာလုဒာကြီးကဆောင်ရင်းပါကာလုဒာကြီးကနေတိုင်းဇာန်ပင်ရင်လို့သွားတယ်သူကတစ်ချက်ခုနှစ်ချက်ပြတစ်ခေါက်ခရီးအကျိုးနှစ်ခုပြီးယနေ့မြတ်စွာဘုရားထွက်လာခဲ့ပြီမင်းညကဘယ်မှာကျင်းဝတ်တယ်သံဃာတော်များနဲ့ဗမာသတင်းသုံးတယ်ယနေ့ဘယ်ခရီးထွက်မယ်ဒီသတင်းလည်းပို့တယ်ဖာကမီးတော့တိုးသောဆုံးကိုလည်းကောင်းရင်ကယူလာပြီးတော့မြတ်စွာဘုရားလည်းဆုံးကပ်ရတယ်အဲ့ဒီလိုနေ့စဉ်ရက်ပေါင်း60ပါနေ့စဉ်ဒီနေ့ပဲသွားခဲ့တယ်အဲ့ဒီလိုသွားတော့နောက်ဆုံးတော့ရက်ပေါင်း60ရောက်ပြီရောဆိုတော့ရက်ပေါင်း60ဆိုတော့တပေါင်းလာပြည့်ကတပေါင်းလာပြည့်ကနေပြီးတော့နောက်လာကတကူလာပြည့်သဆုံးလာပြည့်ကြတော့ကပိလောပြည်ရောက်လာပြည့်လေအဲ့ဒီနေ့မှာကပိလောပြည်တွင်းမြတ်စွာဘုရားနဲ့တော့သံဃာတော်နှစ်ပေါင်းဝင်လာသံဃာနှစ်ပေါင်းဝင်လာတော့တအံ့တော်ကြီးလူတွေကောင်းဝိုင်းရှိခိုးကြတယ်မြတ်စွာဘုရားနဲ့တော့သံဃာတော်များသဆုံးလာပြည့်နေရောက်လာမယ်ဆိုတာကြိုတင်သတင်းကရထားပြီးတော့တစ်မျိုးလုံးဖြန်းပြိုးလို့မြတ်စွာဘုရားရှင်ကကပိလောပြည်ကြီးတဲ့ရောက်သွားတော့ငါဒီဖာကမီးတော်ရဲ့နန်းတော်သွားတဲ့လို့သို့မဟုတ်မြို့တွင်ဝင်၍အခါတိုင်းနေများခဲ့လို့ဆုံးခံရမလို့အဲ့ဒီကစဉ်းစားတော့မူတဲ့စဉ်းစားတော့မူတော့ရှေးတော့ဘုရားရှင်နောင်တော်ဘုရားရှင်တို့ရဲ့အစဉ်လာကဖာကမီးတော်ရဲ့ဆုံးကိုအမြင့်ပြု၍စားတယ်မဟုတ်ဘူးတိုင်းလူပြည်သားလူများတို့ရဲ့တစွန်းကြိုတယောက်မှပေးလှူတော့ဆုံးကိုသာနဲ့လူကမ်း၍စားရိုးထုံးစံရှိတယ်ဒါမို့ရှေးဖရာနောင်တော်တို့ကဲကျင့်စဉ်အတိုင်းကျင့်မှပြတ်မှာပဲလို့မြို့တွင်ဝင်ဆဲ့လဲပြီးတော့တန်ဃာတော်2000နဲ့ဆုံးခံတော်မူတယ်။ဘာကမီးတော်ကြီးကဒီကာတော်သူလွန်ဝမ်းနဲ့ပန်းနဲ့ဖြစ်ရှာတယ်။သာဖရာပဲပြီးတော့ဒီထက်အရင်ကြွမလာပါလိမ့်မယ်။တည်င်းတွေကတော့မြို့ထဲလျှောက်လို့ဆုံးခံနေတယ်ဖြစ်မှဖြစ်ရတယ်။ဘာကမီးတော်ဒီတယောက်ရှိတာတန်ဃာတော်2000လောက်ညဘာဝန်လေးမှပဲ။ခါရဲ့ဒီမှာကြွပြီးတော့သူသိကိုရောက်တဲ့ခါကျမှဒီအဲ့ဒီဆုံးခံပြီးမှသူကနန်းတော်တွင်ကြွသွားတယ်။နန်းတော်ဝဲမြတ်စွာဘုရားနဲ့တော့တန်ဃာတော်များတိုင်းဝေးရနေရာဒီကုံကြိုးချင်းပြင်ဆင်ထားပြီးဖြစ်တယ်။ဘုရားသားတော်ဘုရားတကယ်ဆိုရင်အဖေမျက်နှာကိုပဲအချက်ကွဲရမှာလို့ပဲ။ဘာကမီးတော်ရှိတော့လေကိုသားကိုဂယုမဆက်ဘူးမြို့ထဲဝင်မြတ်ကြီးလိုက်ဆုံးခံစားရတယ်လို့ဖဲကောင်းပါလေ။သူကလည်းသူ့အမြင်နဲ့သူ့အတွေ့ကိုသူကပုထုဇဉ်ရှိသေးတော့မဟုတ်ဘူးရှေးဘုရားတို့ရဲ့သင်လာမို့ဒီလိုဆုံးခံရတယ်လို့သူ့ပြန်ပြီးတော့ပြောပြတယ်။ပြီးတော့တပိတ်တင်နဲ့ပိုက်ပြီးတော့နားလွင်ပြင်ဆင်ထားတော့နေရာသံဃာတော်ပြည်စင်းတဲ့သံဃာတော်2000တိုင်းလို့ကိုယ်စပိတ်တဲ့ကိုဆုံးစားကြတယ်။နားတော်တွင်ကချက်ပြုတ်တူတန်းသောဆွမ်းတွေထည့်ကတ်ကြတယ်။အဲ့လိုစားပြီးတော့နေတော့သမီးတော်ကိုသွားပြီးတော့သမီးတော်ဆိုတာသိတ္တထမင်းသားလူဘဝတော်ကကျင်ရတော့ရတော်လာဗဒ္ဒကိစ္စနာထဖာကမီးတော်ကိုရောနာမင်းကြီးကသမီးတော်ကြီးမောင်တော်ဖျားလာပြီးထွက်အခန်းတွက်ကထွက်ခဲ့မောင်တော်ဖျားဖူးပါမောင်တော်ဖျားဖူးရအောင်လာပါသွားတဲ့ပို့တစ်ကြိမ်ပို့တယ်ထွက်မလာဘူးနှစ်ကြိမ်ပို့တယ်ထွက်မလာဘူးသုံးကြိမ်ပို့တယ်ထွက်မလာဘူးရတော်တရားကသူ့တဲ့ရောက်တယ်သောသောကလည်းတည်သားမြတ်စွာဘုရားကြွလာမယ်ဆိုတာသိတော့လေငါကတော့ထွက်မဖူးဘူးဘာကြောင့်လဲဆိုတော့သူဒီကဘာတင်းကလည်းအတူတကွရေစက်ဆုံးလို့စုပန်ခြင်းချင်းတကွပါရမီဖြစ်တယ်ပါရမီဖြစ်ပဲဥကြီးပဲတကယ်ဆိုတော့သားတော့ငါဒီဘုရားဖြစ်ကြောင်းကောင်းမြတ်တော့ပါရမီအတွက်တော့ထွက်ပြီးတော့ကျင့်ကြံကျိုးကုတ်အားထုတ်ရမယ်အလုပ်ကြီးရှိတယ်သားတော်လေးရင်ဝင်ပိုက်ကိုကောင်းမွန်သောကျွမ်းပွေစောင့်ရှောက်နေရဲ့ငါတော့ထွက်သွားတော့မဲလို့ဒီလိုလဲမှားသွားတာမဟုတ်တိတ်ဆိတ်ညခရီးအချိန်မွေးဖွားကစားသားတော်မိသားကလေးအချိန်မှရဲဆက်ပြက်ပြီးတော့ထွက်သွားလဲရင်ရက်ဆက်လိုက်တာဒီလိုအတွေ့တွေမိမဆိုမိမအတွေ့တာဟုတ်ဒီလိုအတွေ့တွေတွေ့ပြီးတော့ဝမ်းနေပြီးတော့ပူဆွဲပြီးတော့နေတယ်လို့သမီးတော်ရဲ့မြတ်စွာဘုရားမောင်တော်ဘုရားထွက်ဖူးပါမောင်တော်ဘုရားထွက်ဖူးပါကျင်းဟောတဲ့တင်းပို့မလာဘူးသူကတော့နေပဲစီသူဒီငါအကဲငဲ့ညာလို့ရှိရင်ပါရမီဖြစ်ပဲဥရှိပဲဘဝပေါင်းများစွာသူ့ရဲ့ပါရမီကိုဖြစ်ခဲ့တယ်ပါရမီကိုဖြစ်ခဲ့လို့သူကပါရမီဖြစ်ပါတရက်ကဲနဲ့ငါကိုဒီလိုရက်ဆက်စွာပြတ်သွားခြင်းငါလည်းမထိုက်တန်ပါဘူးကဲသူငဲ့ညာလို့ရှိရင်ငါထံလာပြီးတော့သူတရားဟောရမယ်ငါရဲ့ဖူးမြော်ခြင်းကိုခံရမယ်ငါကတော့ပြတ်မဘူးဒီလိုနေစိတ်ထဲကပြင်ဆန်တနည်းအားဖြင့်ဆန္ဒပြတနည်းအားဖြင့်မိမတို့ထုံးတာမိုးနေလိုက်တယ်ခါလေမိုးနေလိုက်တယ်တို့တော့မိုးလို့သာမိုးရတယ်မကြည့်ကြပါသလေ
မြင်ရင်ရဲ့သာဆိုတဲ့စကားလေးကြည့်တော့မကြည့်ဘူးမြင်တော့မြင်ရင်ထားတယ်မလေးမောင်တော်ဘုရားဟိုလုံးကမှလူပါအောင်မနာခဲ့အတော်များပိန်းကြုံနေမလားဘယ်လိုနေမလားမျက်နှာတော်ကြီးများကြာနေမှလားထက်ကတွေးလို့မြင်ရင်ထားလွှမ်းတာပဲအဲ့ဒီလိုဖြစ်နေတော့နောက်တော့မြတ်စွာဘုရားရှင်ကတည်တော်မူရသောတရားဒီနေ့အချင်းသူ့ကိုချွတ်ချွတ်ရမှာအချင်းဖြစ်တယ်သူရဲ့လူဆန်းတာဖြစ်လို့မိမတို့ဓမ္မတာသုံးစာအတိုင်းသူတို့ပူဆွဲခြင်းပူဆွဲပါစေပူဆွဲပြီးတော့နောက်ဆုံးကြမှာဒီအပုဒ္ဒကိုဖျောက်ပြီးတော့ကမှအငြိမ့်သက်ကိုသွင်းရမှာပဲမြတ်စွာဘုရားထင်မြင်တော်မူပြီးဖြစ်ဒါနဲ့သုံးဖို့ပေးပြီးတော့အခါနောက်ဆုံးကသူ့ကိုချိန်ချွတ်မယ်ဆိုပြီးတော့ဖာကမြစ်တော်တော်လုံးလာမင်းကြီးကလည်းရှင်းနေအလိုက်တဲကောင်းရှင်ဘုရားသူ့ငဲ့ညာခြင်းပါလေသူဒီသားတော်ဘုရားကတောထွက်သွားလို့တောတဲ့မယ်မြင်တော့နေရပဲတယ်ဆိုလဲသူလည်းသလွန်တော်ပေါတောင်းမအိပ်ရပါဘူးဗျာအိပ်ဆက်ခြင်းပြီးတော့အနေမှနေပါလေသားတော်ဘုရားကဘယ်လိုကျင့်လဲဆိုဘယ်လိုကျင့်လဲဥမာသူကဘာကမိတော်မြင်လဲသူကရှင်းနေလိုက်ကောင်းလိုက်တာသမီးတော်ငဲ့ညာပေါ့အဲ့ဒီအပြောကလည်းခတ်ကောင်းကဝတရားကလည်းရှိသူကိုလည်းဒီလိုကိုကမှလိုက်လျောပြီးမချွတ်လို့ရှိရင်ဒီချိန်ကျွတ်တန်းဝင်ရမယ်အချိန်လွဲနေလိမ့်မယ်ကိုတရားကိုမြင်မျောတော်မူသောအပြင်ကိုင်းကောင်းပြီဆိုပြီးတော့သူ့ရဲ့တိုက်ခန်းကိုမြတ်စွာဘုရားကြွသွားတော့နောက်တော့ကတပါးလည်းမဟုတ်နောက်တော့ရမ်းရမ်းပါကြတယ်အချုပ်အဲ့ဒီမှာမြတ်စွာဘုရားကြွလာပြီဆိုတဲ့ခါကျမှရတော်တရားကသောတော်ကချိန်ထားတဲ့မိုးကြီးကိုရွာချလိုက်တယ်လို့သောတော်ကတွေ့ရင်နဲ့ရံနေတခါလဲတွေ့မြတ်စွာဘုရားရဲ့32ပါးသောယောက်ျားများတို့၏လက္ခဏာတော်ကြီး80သောလက္ခဏာတော်ငယ်ပြည့်ဖြိုးသောခြေမိုးတော်လည်းသူရဲ့ပေါ်ပြောင်းတဲ့သူပြောပြောင်းသောလက်ချောင်းတော်နဲ့ပုတ်ကားတက်ကပွက်ကားနဲ့သူ့သဘင်တွေရက်ပတ်နေအောင်နဲ့တွန်းဆိုင်ပြီးတော့ငိုချရန်တွေ့လိုက်တယ်တဟံတံတတ္တဝတ္တနိသောကေခိအတုဝါရိနာပါရပိထေနိဗ္ဗာပေတိရောရမာနယတောတရာယတောတရာဗဒ္ဒကေသနာသာဂိနွေတော်ယတောကျင်းဆွေနံလုံးမေသည်ပါရပိထေတရားရှက်ွယ်တစိမ့်နှိပ်၍ဆက်လက္ခဏာတို့ဖြင့်ကောင်းစွာပြီးဖြိုးအတရေတိုးသည့်ခြေပမိုးတော်တဲ့၌ရောရမာနာနဖို့ဆံပင်တို့ဖြင့်ဥတင်ပွတ်တိုက်လျက်ချောမွေတော်လက်ပွားတော်ဖြင့်ခြေပြားတော်ကိုပွတ်ပိုက်လျက်နွားပူဆွေအပန်းကြီးစွာလွမ်းမိတဲ့ဖြာပြည့်လင်တစားစားကိုကြွရကုန်သည်ဖြစ်၍အတုဝါရိနာခြေမစီနိုင်ငယ်ကကျွန်းဖို့လွန်ခွေရိုင်းပါရမီဖြစ်ပဲဟောင်းကြီးကိုအတွင်းကဆွေးနေသည်များဒီနေ့မှသာလဲသွန်ချပြီးတော့မောင်တော်ဘုရားရက်ဆက်လိုက်လေခြင်းရက်ဆက်စွာပြုတ်လေခြင်းအတုဝါရိနာအတွင်းကမကျေပြင်းပြသည်သူ့အနေဖြင့်သောကေခိပါရမီဖြစ်ပဲဥကြီးမှုတနေ့ကမှမျက်ရည်စားတွေနဲ့တနေ့ကမှမမေ့တမေ့မေ့တရှိန်ရှိန်သူကတော့ထွက်သွားတာက6နှစ်ဒုက္ခရာတရိယာကျင်းကြာခဲ့ယခုဘုရားပြတော်တစ်နှစ်9နှစ်တောင်ကြာတော့တတ္တဝတ္တာနိဂူလာယနှင့်သက္ကရနှင့်တွစ္ဆေစုယုံ9နှစ်တို့ကာလပတ်လုံးသောကေခိပါရမီဖြစ်ပဲဥကြီးမှုမဖို့မတွေ့ရသမျှမျက်ရည်စားတွေနဲ့တနေ့ကမှမမေ့တမေ့မေ့တရှိန်ရှိန်တထိန်ထိန်ပြောင်းကြီးသောကတိဟူသောလောင်မီကြီးကိုနိဗ္ဗာပေတိယခုနေမှာဖုတွေ့ရ၍လွမ်းစာကိုဖဲလွမ်းဆွဲကိုဖြောက်လွမ်းရောက်ကိုဆိုလွမ်းညင်တာတွေရှိသမျှတသိကမျှမကြံအကုန်ကျေနပ်၍လွမ်းစာကိုရုပ်သိမ့်ပြီးအင်းကြီးအောင်ကြောလိုက်ရပါတော့သည်ဖယားရတော်တရားကအစွဲကြည့်တော့ကြောင့်အသေးဒီခုသောမိသားမချိန်ချိန်တောက်လောင်နေတဲ့တောကမိတွေပြောမောင်တော်ဖယားတကယ်လို့ပြည့်စက်သွားပြုရဲ့လေခြင်းတာလုံးလေးမွေးဖွားကစားတကယ်ဆိုရင်ဒီအချိန်မှာကျင်နာဖို့ထောက်ထားဖို့ကောင်းပါလေပြောတဲ့ရပြောဆိုဆုံးမရဆုံးမရမှားတဲ့တာမှားလို့သွားတင်ပါလေခုတော့ရက်ဆက်လေးခြင်းဒီလိုပဲပြောပြီးတော့ငိုးလို့ကမပြီးနိုင်ဘူးဒီလုံးကိုပွေဖက်သူသပင်းတွေကသုံးလောင်းသွားရှိ၍ပဒုံရောင်းခဲ့ဆိုတောက်ပနဲ့ပြောင်းတော့သပင်းသုံးလောင်းသားရှိ၍အဖျားကော်တော့ဆန်တို့ဖြင့်ရက်လို့ပတ်လို့မြတ်စွာဘုရားရဲ့ခြေပမိုးတော်ကိုသူ့ရဲ့ပေါ်ပြောင်းခဲ့လို့ပြောင်းတော့လက်ချောင်းလေးနဲ့ပေါ့ကားသက်ခါနဲ့ငိုးလိုက်တယ်ဒီလိုငိုးလို့နေတော့မြတ်စွာဘုရားရှင်ကြီးခက်တာသိခံပြီးတော့နေရတယ်။ဩဘိမဆိုဒီကသူတို့အစွဲရှိတယ်
ဆွဲရှိတယ်ဒီအဆွဲတွေသူတို့ပြောကြတာပြောအပူဆိုတာမျိုးကပူတယ်ကိုပူနေတာပူတာကိုဖုတ်ဖွင့်ချလိုက်ရလို့ရှိရင်တက်ကကျေနပ်သွားတယ်အဲ့တော့ဒီအချိန်မှာသူရဲ့ပူဆွဲနေတော့အချိန်ငါကခက်တာသိခံရအောင်မှာပဲလို့မြတ်စွာဘုရားရှင်ကြီးရှိကသိခံပြီးတော့နေရတယ်ရသောတရားကလည်းရန်တွေ့လို့ပြောလို့ဆိုလို့မပြီးနိုင်ဘူးပဋိတွတ်တာနဲ့နောက်တော့ဘာယဟန်တွေကလည်းကြားပဲရပ်ပြီးတော့နေရတော့တချို့ကပုထုဇဉ်ကလည်းပါတယ်တို့ဘုရားရသောတရားတိုက်ခန်းရောက်တော့မရပဲများခပ်ပါဘာနေရောလေလာဟောလို့တွေးတဲ့ပုထုဇဉ်ကလည်းရှိသေးတယ်မြတ်စွာဘုရားရှင်ကသိခံပြီးတော့နေတော့နောက်တစ်ဖြည်းဖြည်းနဲ့မျက်ရည်သေးနိုင်တဲ့အချိန်ကြမှာရသောတရားရဲ့ဒီလိုဟာလေးဘာဟုတ်သေးလို့တို့ဟောရှိသန္တာကိန်းတရားကိန်းကြီးဖြစ်တဲ့နှုံးကဒီတဲ့သိုးသေးတယ်သန္တာငွေတောင်ပေါ်မှာတို့မောင်းမယ်ပျော်ခဲ့ကြတယ်သန္တာငွေတောင်ပေါ်ကြီးမှာကစားလို့နေခဲ့ကြတယ်မာလာကြည်ကျူးပန်းထင်ရှားပန်းတွေကိုစီကုန်းလို့တယောက်လဲပင်တယောက်ပန်းကုန်းလေးဆွဲလို့ပျော်ခဲ့ကြတယ်တချင်းလေးဆိုးလို့ကခုံးလို့မြို့တို့လို့နေခဲ့ကြတယ်အဲ့ဒီလိုပျော်မျိုးနေဆုံးမုတ်ဆိုးရဲ့လှစ်ပတ်မှုကြောင့်မုတ်ဆိုးရဲ့ညားတံချက်ကြောင့်တို့မောင်းမယ်တညကွဲသွားတော့မုတ်မောင်ကြီးကလည်းကြ၆ချပြီးတော့ကိုဘက်တယောက်ဒီဘက်တယောက်ဖြတ်သွားတော့အဲ့ဒီတော့ကလွမ်းခဲ့ကြတာဒီဝမ်းနေကြတာဒီမျှဘဲကအောင်မတော့အဲ့ဒီလိုတညတဲ့ပဲကွဲရလေခြင်းရဲ့လို့မကြေနိုင်မချမ်းနိုင်ဖြစ်ခဲ့ကြတယ်ရှိသေးတယ်ဒီခါမှာမုတ်မောင်ကြီးကလည်းကြလို့ချောင်းကလည်းချချောင်းရည်တွေကလည်းစီးတောင်ကြရေကလည်းတဟုန်လုံးပြည့်ဟိုဘက်ဒီဘက်မကုနိုင်သို့တော့တခါတည်းဆရာစီးလက်တော့ကဟိုဘက်ကန်းကသူရှိသေးတယ်ဒီဘက်ကန်းကငါရှိတယ်လှမြင်နိုင်သေးတယ်အဲ့ဒီလိုတညာလေးတဲ့ကွဲရလေခြင်းလို့ရမကျေနိုင်မချမ်းနိုင်ငိုလိုက်ကြနှစ်ပေါင်း900တောင်ကြာခဲ့တယ်အဲ့ဒါလို့ပူဆွေးခဲ့တာနဲ့စတယ်အခုအချိန်ဘာဟုတ်သေးလို့လဲရတော်တရားရဲ့အဲ့ဒီဟာရင်းပြန်ပြောင်းအောင်မိပါအောင်လို့နောက်ကျောင်းကဇတ်တွေကိုပြန်ဟောပြီးတဲ့ခါကျမှသတ္တဝတ္တာနီဂူလာရဲ့နဲ့တက္ကရဲနဲ့တွက်ဆက်စုယုံ9နှစ်တို့ကာလပတ်လုံး9နှစ်ကြီးတောင်ကြာလိုက်တာဒီနေ့မြင်ရတို့တမိုးတောင်မြောက်လာလိမ့်မယ်ထင်လို့မျှော်လိုက်ရတာမောင်တော်ဖရာရဲ့ယခုမှသွားလာယခုမှမြင်ရတယ်အစွဲကြည့်တဲ့အသေးဒီကူတော့မိစ္ဆာတွေကတသွန်သွန်ရုပ်သေးတော့မျက်ရည်တို့ဖြင့်တတ္တဝတ္တာနိဂုလာရဲ့နှင့်သက္ကရနှင့်တွက်ဆက်စုယုံ9နှစ်တို့ကာလပတ်လုံးသောကေကေပါရမီဖြစ်ပဲဦးကြီးမှုမဖိုးမတွေ့ရသမျှမျက်ရည်စတွေနဲ့တနေ့ကမှမမေ့တမေ့မေ့တရှိန်တထိန်တိန်ပြောင်းကြီးသောကာတိဟူသောလောင်မီးကြီးကိုနိဗ္ဗာန်ပေသည်ယခုနေမှာဖူးတွေ့ရ၍ယခုတော့ကျင့်တတ်ပါပြီဗျာယခုတော့မြင်လဲရတော့လေတမျိုးအဖြစ်ကျင့်တတ်သွားပါပြီပေါ့ယခုနေမှာဖူးတွေ့ရ၍လွမ်းစာကိုခဲလွမ်းစွဲကိုဖြောက်လွမ်းညောက်ကိုဆိုလွမ်းညံတာတွေရှိသည်မြတစက်ကမြမကြောင်အကုန်ကျင့်တတ်၍လွမ်းစာကိုယုတ်သိပြီးအေးငိမ့်အောင်ကြော့လိုက်ရပါတော့သည်ဖယားတော်တရားကျင့်တတ်စီပြီးမှရှေ့ဟောင်းဖြစ်ရကြောင်းလေးပြန်ပြောင်းဟောကြလို့ကျင့်တတ်စီပြီးမှရတော်တရားတိုက်ခန်းလေးကမြတ်စွာဘုရားအတွက်သောကပရိသတ်အဲ့ခံလို့မြတ်စွာဘုရားနေရာဤစဉ်ထားတော့နေရာတဲ့မြတ်စွာဘုရားပြန်ရောက်ဒီကဲတော့ပြန်ရောက်ပြီးတော့ခါကြမှာမြတ်စွာဘုရားနဲ့တော့တန်ဃာတော်များဖာကမီးတော်မင်းကြီးတဲ့တော့ဆွေတော်ချက်တောင်းမျိုးတော်ကောင်းတို့ကိုတရားကြောင့်ပြောပြတော့နေတယ်ဒီအချိန်မှာကကပိလောပြည်မှာကြောက်မရှိသေးဘူးထိုချိန်ကစလို့ကပိလောပြည်မှာနေရောတာယုံကြောင့်ပေါ်လာအဲ့ဒီလိုကြောင်းနဲ့ဘာတွေဖန်တီးလို့နေတဲ့ရတော်တရားလဲတရားချပြီးပြီစိတ်လဲကျဉ်တ်ပြီးပြီမယ်လို့သူ့မှာလောနေတာတခုရှိသေးတယ်စိတ်ထဲကမကျဉ်တ်သေးတဲ့ကသားတော်လေးနဲ့တနည်းလှည့်ပြီးတော့သားလေးသွားဟိနဲ့ဖေသွားအမွေတောင်းနဲ့ဖေမှာအမွေတွေအများကြီးရှိတယ်နဲ့ဖေတွေသွားအမွေတောင်းရင်တစ်ဖက်လက်နဲ့ကလေးကိုလက်သားလေးကလည်းတွတ်တီးတွတ်တာစကားပြောတာသားတော်ရာဟုလာကိုအမွေတောင်းတော့မြတ်စွာဘုရားရှင်သားပြီးတော့တရားသူကအမေကအမွေပေးပါတယ်အမေကအမွေပေးပါတယ်ကလေးလူပြောတယ်အမွေပေးပါတယ်အဲဒီမြတ်စွာဘုရားရှင်ကဒီစကားကိုအကွက်ကောင်းယူပြီးတော့ညီတော်အာနန္ဒာခေါ်တယ်ညီတော်အာနန္ဒာဟောရာဟုလာကအမွေတောင်းနေတယ်
ငါဘုရားထံအမွေတောင်းငါဘုရားထံအမွေတောင်းတော့ငါအမွေပေးရမှာသွားဦးနာယူကကလေးခေါင်းရိတ်လိုက်ခေါင်းရိတ်ပြီးတော့တငန်းဝက်ပေးလိုက်တာတငန်းဝက်ပေးတော့ကိုရင်လေးပြတ်သွားတယ်အဲ့ဒါအမွေပေးလိုက်တာအာမြတ်စွာဘုရားထံအမွေတောင်းလာအမွေတောင်းလာဘုရားအမွေကဒါပဲရှိတာအဲ့ဒီတင်သားလေးကိုမြေးလေးကိုတငန်းဝက်ပြီးရှင်ပြုတယ်ဆိုတဲ့အကြောင်းဖာကမိတော်သုတော်နာမင်းရဲ့ကြားတော့တခါလေဦးရီအသက်တွေယူဆွဲပြီးတော့ဖြစ်တယ်လို့မခံနိုင်မရနိုင်ဖြစ်လာအမလေးမြတ်စွာဘုရားသားတော်ဘုရားရဲ့ဒီလိုပြုရလေချင်းသားတော်ဘုရားတောထွက်သွားတော့ငါလည်းဖာကမိတော်မှာနှလုံးကွဲခဲ့ရတယ်ဦးသေးတွေယူဆွဲပြည့်လို့ခံခဲ့ရတယ်သားတော်အားကို၍ငါရဲ့ခိနံကိုသိုးဆောင်စေမယ်အခြားသောမင်းများကငါ့ကိုရိုသေလေးစားရတယ်သားပြငါသားကိုအားကိုပြုပြီးတော့နေခဲ့ဘူးတဲ့ငါသားဟာစัจ जा မင်းကြီးဖြစ်လိမ့်မယ်စัจ जा မင်းကြီးဖြစ်လိမ့်မယ်လို့ပြောကြလို့စัจ जा မင်းကြီးရောက်လာလို့ရှိရင်တော့တရားတစ်ပါးတော့မင်းတို့အပေါင်းမှာတို့ကအားလုံးအများရဲ့ဥခိုက်ရဖြစ်မယ်လို့ဝမ်းသာကြည်နုစိတ်ကူးနဲ့ပျော်မျိုးခဲ့ဘူးတဲ့ယခုတော့အဲ့ဒီလိုသားကမမျှော်လင့်မဲနဲ့တောထွက်သွားတော့ရင်ကျိုးခဲ့ရပြီပြီးတော့မြေတော်အညောက်ဒီမြေတော်အညောက်ကလေးကိုတော့ပြင်သူ့ကိုပဲမွေးစားလို့ထိမွေနှမ်းမွေဆက်ရတော့မှာပဲလို့အတံပိဏခတ္တယမင်းမျိုးတို့ကိုစောင့်ရှောက်ဖို့ရသူ့ကိုအာကိုပြုထားခဲ့ပါတယ်အခုတော့မလဲသားတော်ဘုရားရဲ့လို့ရဲ့လေချင်းမြေကလေးကိုရှင်ပြုပြမိဘတို့မြည်သည်သားမြေမြန်းကိုဖွင့်မပြုဘဲနဲ့ဆိုတော့ဦးအသက်ယူဆွဲတယ်လို့ခံရပါတယ်အဲ့ဒါကိုကိုချင်းစားတော်မူပါမိဘဖွင့်မပြုပေးတော့သားမြေမြန်းကိုရှင်ပြုပေးတော်မူပါနဲ့လို့ဒီတဲကဥကာတော်ညမဟာဒနာတထေကြီးရဲ့သားဥကာတော်ညမြတ်စွာဘုရားတပည့်တော်သာသနာတော်ဘဝရဲ့ပြောခြင်းပါတယ်သာသနာတော်ဝင်ရဲ့ပြောခြင်းပါတယ်ရမ်းပြုပေးတော်မူပါလို့ဆိုတော့သင်ပါခွင့်တောင်းတရားရှိသေးသလားလို့မေးတယ်မိဘရှိပါသေးတယ်ကောင်းပြီမိဘထံသွားခွင့်တောင်းကြည့်ဟုတ်မိဘထံခွင့်ရတော့ကငါထံလာခဲ့ရမ်းပြုပေးမယ်ကိုဒီတော့အိမ်ပြန်သွားပြီးတော့မိဘနှစ်ပါးခွင့်တောင်းတော့မဟာရဏတထေကြီးဇနီးမောင်နှံကသားကရမ်းပြုပေးပါရမ်းပြုခွင့်ပေးပါလို့ဆိုတော့ဘယ်နဲ့ပြောပါလိမ့်သားရဲ့တို့မှာစည်းစိမ်တွေကလည်းများစွာရှိတယ်ချမ်းသာကြွယ်ဝသောမိဘသားတယောက်တည်းရှိတာဒီစည်းစိမ်တွေငြိမ်ငြိမ်ကြီးခံစားပြီးနေပါမိဘတို့လည်းအိုမှန်းပြီးအို၍လာမယ်သားပဲအကုသရာရှိတယ်သားမှမရှိလို့ရှိရင်မိဘတွေဘသူပြုစုမှာတော့ဒါကိုလည်းငဲ့ညာပါအောင်ပြောတယ်ပြောတော့မဟုတ်ပါဘူးရဟန်းပြုခွင့်ပေးပါရဟန်းပြုခွင့်ပေးပါဘယ်လိုပြောလို့မှမရဘူးမိခင်ကြီးကသားခဲ့သားရဲ့ဘယ်နည်းနဲ့မှရဟန်းပြုခွင့်တော့ပေးနိုင်ဘူးငယ်ရွယ်စဉ်မှအိမ်မှနေပါကြီးလို့အိုမင်းပြီဆိုတဲ့ခါကျမှမောင်ရဲ့သဘောကြိုက်တယ်လို့ရမ်းပြုခြင်းပြုပါယခုတော့ပြန်ခွင့်မပေးပါရစေနဲ့ဘိုးလိုလှဲ့ပြောဒီလိုလှဲ့ပြောပြီးမှသားကရမ်းပြုခွင့်မှလွဲလို့အချက်ဘာမှမလို့ခြင်းဘယ်စကားမှနားမထောင်ဘူးနောက်ဆုံးတော့ရမ်းပြုခွင့်တော့မပေးနိုင်ဘူးဆိုတဲ့ခါကျတော့ကိုင်းဒီလိုဆိုလို့ရှိရင်ကျုပ်ယနေ့ကစရင်သမင်းလည်းမစားတော့ခါကျအဲ့ရကိုပြက်လှဲ့ချနေခြင်းပေါ့ပြက်လှဲ့ချပြီးတော့ကိုင်းသွားရောဟဲ့ဆန္ဒပြလိုက်ညကောပြက်လှဲ့ချလိုက်ရေလည်းမတောက်တော့ဘူးအစာလည်းမစားတော့ဘူးသေးချင်းသေးပါသေးဒီနေရာတွင်သေးပါသေးမထဘူးဘာပဲဖြစ်ဖြစ်ရဟန်းပြုတ်ခွင့်မရသေးမရတယ်များမထတော့ဘူးခါလည်းသားရဲ့ဒီလိုမလုပ်ပါနဲ့မင်းမိဘတို့ရင်ကျိုးရကြီးသားရဲ့သမင်းတော့စားပါအောင်ရေတော့တောက်ပါအောင်အမေကြီးကလာပြောကြတယ်မောင်ရဲ့မောက်သားပြောပါအောင်အဖိုးကြီးကသားရဲ့ဒီလိုတော့မလုပ်ပါနဲ့အဖေတို့စိတ်မချမ်းသာမလုပ်ပါနဲ့သားရဲ့အဖေကြီးကဓမျိုးပြောရှာတယ်ဘယ်လိုပြောမှစကားလည်းပြန်မပြောတော့မျက်လုံးလည်းဖွင့်မပြတော့ဘူးတခါကျငွေကြီးပေါ်ပြက်ဆက်အိတ်လိုက်တော့တာသမင်းလည်းထားမစားဘူးရေလည်းမတောက်တော့ဘူးတခါလည်းပြီးတော့ကျန်းလာတဲ့ကညစာလည်းမစားဘူးမနေ့စာလည်းမစားဘူးတိုင်းခက်တော့တာပဲဘယ်နဲ့လုံးမလို့မောင်ရဲ့ညနေရောက်ခဲ့ညနေရောက်ခဲ့လည်းဘယ်လိုပြောလို့မှမရောက်နေရာကလည်းမချဘူးသမင်းလည်းထားမစားဘူးရေလည်းမတောက်ဘူးတညလုံးစောင့်ကြည့်ကြတယ်ဒေါ်ကြားချကြည့်သိမချလို့ဒေါ်ကြားချကြည့်နေရာကမချသမင်းတညမိုးလင်းခဲ့စာလည်းမစားရေလည်းမတောက်မိုးလင်းတာရဲ့ဒီလိုတော့မလုပ်ပါနဲ့အမေဖေးရင်ကျိုးရကြီးရဲ့တာရဲ့ဒီလိုတော့မလုပ်ပါနဲ့ဘယ်လိုပြောတယ်တာကမချဘူးတညလည်းလွန်ခဲ့ပြီခေါ်တည့်ရဲ့ဒါနဲ့ဖေးနေကမြင့်လာပြီမြင့်ရကနေနေထွက်ပုံလာပြီညနေဆောင်လာပြီသမသားဘူးဩတခါတည်းဒဏလွန်သွားပြန်တာရဲ့ခက်တော့လာဘယ်နဲ့လုံးလုံးကထထူတယ်ဘယ်လိုထူလို့မှမရဘူးမြေကြီးပေါ်ကတ်ထားဆန္ဒပြတယ်ဆိုတော့တကယ်ကိုဆန္ဒပြတယ်ဆန္ဒပြတာခုခက်မှာမဟုတ်ဘူးရှေးကလည်းဘုရားရှင်လက်ထက်ကလည်းဆန္ဒပြတယ်အဲ့ဒီဆန္ဒပြတာမှသဘာဝကျတယ်ဘယ်သူမှပါတီမဖွဲ့ဘူးပါတီမပါဘူးတယောက်တည်းပုဂ္ဂလိကဆန္ဒပြတယ်ရိုးရိုးလေးသူတောင်းဆိုချက်ကရမ်းပြုတ်ပဲမဲ့တောင်း
ဆန္ဒပြနေတာဒါနဲ့2ရက်မြောက်ပြီသမင်းလည်းမစားဘူး3ရက်မြောက်ပြီသမင်းမစားဘူး4ရက်မြောက်ပြီသမင်းစားခက်ပြီခက်ပြီဒီတိုင်းတော့ပြောဟော9ရက်ရှိပြီဟော6ရက်ရှိပြီအမလေးငါသားပျော့သွားပြီတေတော့မှရှင်မရဲ့နင်ကလည်းတိတ်မတင်းနဲ့တော့အဖိုးကြီးကတော့အဖိုးကြီးအငိုရံပါခြင်းနဲ့ငါတော့ခက်တော့လာပဲဘယ်နဲ့လို့မလို့ဒီတိုင်းတော့ဖြစ်ဘူးအကယ်၍ဒီတိုင်းဆိုတို့သားသေသွားလိမ့်မယ်သေသွားလို့ရှိရင်တခါတည်းပြတ်တော့မှာအကယ်၍ရဟန်းပြုတ်ခွင့်ပေးတာကမှတို့ရဟန်းအဝက်နဲ့တို့သားလေးနင်ရအောင်မယ်ဒီတိုင်းတော့ဖြစ်တော့ရှော့မှာဖြစ်တော့မှာခုကြည်စမ်းရက်ဒီကလွန်လှပြီအစာမစားလည်းပျော့ကုန်ပြီသေတော့မှာဖိုးကြီးကနားချဒီကမှအမေကြီးကမျက်ရည်လေးတုပ်လို့စိတ်မတူတော့လဲတိုင်းဒီလိုဆိုရင်လဲရဟန်းပြုတ်ခွင့်ပေးကြဆိုရဲ့ဒီနေ့ကလည်းလို့ချားနေမရှိဘူးသူကသေသွားလိမ့်မယ်အဲ့ဒီမှာအမေကြီးကလာပြီးတော့ဖိုးကြီးနဲ့တိုင်းရဲ့သားရဲ့ချပါတော့မင်းစားပါတော့မင်းအမေကမင်းရဟန်းပြုတ်ခွင့်ပေးပါပြီတဲ့ကွာအမေကသားရဲ့ရဟန်းပြုတ်ခွင့်ပေးပါပြီရဟန်းပြုတ်ပါတော့မင်းထားစားပါတော့အမေကြီးကမျက်ရည်လေးတုပ်လို့ပြောတော့ဟုတ်ပြောလာလားမင်းကမှစကားတွေ့လာတယ်မေးရတယ်မယုံသေးဘူးဟုတ်ပါတယ်သားရဲ့ရဟန်းပြုတ်ပါတော့မင်းထားစားပါရဟန်းပြုတ်ခွင့်ပေးပါပြီအမေရောအဖေရောကြည်ပြုစားပေးပါအဖေကြီးကဓာပြီးတော့သားရဲ့စားပါမင်းထားစားပါမင်းအမေကလည်းသဘောတူပါပြီငါလည်းသဘောတူပါပြီရဟန်းပြုတ်ခွင့်ပေးပါအဲ့ဒီကြမှာဝန်သားအရာသားလေးကခုတ်ပက်ကခါလို့အိပ်ရလိုက်ထလာပြီးတော့ဘာလုပ်လဲပထမဆုံးသူကရေချိုးလိုက်တယ်ငါတော့ရဟန်းပြုတ်သွားတော့ရေချိုးလိုက်တယ်ရေချိုးပြီးမှမိဘများချက်ပြုတ်ထားတဲ့သမင်းကိုတော်ဝါကြီးစားပြလိုက်တယ်6ရက်သာတချက်စားပဲတေးသွားလို့ရှိရင်တစ်ခါတည်းပြတ်တော့မှာအကယ်၍ရဟန်းပြုတ်ခွင့်ပေးတာကမှတို့ရဟန်းအဝက်နဲ့တို့သားလေးနင်ရအောင်မယ်ဒီတိုင်းတော့ဖြစ်တော့ရှော့မှာဖြစ်တော့မှာခုကြည်စမ်းရက်ဒီကလွန်လှပြီအစာမစားလည်းပျော့ကုန်ပြီသေတော့မှာဖိုးကြီးကနားချဒီကမှအမေကြီးကမျက်ရည်လေးတုပ်လို့စိတ်မတူတော့လဲတိုင်းဒီလိုဆိုရင်လဲရဟန်းပြုတ်ခွင့်ပေးကြဆိုရဲ့ဒီနေ့ကလည်းလို့ချားနေမရှိဘူးသူကသေသွားလိမ့်မယ်အဲ့ဒီမှာအမေကြီးကလာပြီးတော့ဖိုးကြီးနဲ့တိုင်းရဲ့သားရဲ့ချပါတော့မင်းစားပါတော့မင်းအမေကမင်းရဟန်းပြုတ်ခွင့်ပေးပါပြီတဲ့ကွာအမေကသားရဲ့ရဟန်းပြုတ်ခွင့်ပေးပါပြီရဟန်းပြုတ်ပါတော့မင်းထားစားပါတော့အမေကြီးကမျက်ရည်လေးတုပ်လို့ပြောတော့ဟုတ်ပြောလာလားမင်းကမှစကားတွေ့လာတယ်မေးရတယ်မယုံသေးဘူးဟုတ်ပါတယ်သားရဲ့ရဟန်းပြုတ်ပါတော့မင်းထားစားပါရဟန်းပြုတ်ခွင့်ပေးပါပြီအမေရောအဖေရောကြည်ပြုစားပေးပါအဖေကြီးကဓာပြီးတော့သားရဲ့စားပါမင်းထားစားပါမင်းအမေကလည်းသဘောတူပါပြီငါလည်းသဘောတူပါပြီရဟန်းပြုတ်ခွင့်ပေးပါအဲ့ဒီကြမှာဝန်သားအရာသားလေးကခုတ်ပက်ကခါလို့အိပ်ရလိုက်ထလာပြီးတော့ဘာလုပ်လဲဆိုပထမဆုံးသူကရေချိုးလိုက်တယ်ငါတော့ရဟန်းပြုတ်သွားတော့ရေချိုးလိုက်တယ်ရေချိုးပြီးမှမိဘများချက်ပြုတ်ထားတဲ့သမင်းကိုတော်ဝါကြီးစားပြလိုက်တယ်6ရက်သာတချက်စားပဲ6ရက်စားအဲ့ဒီသမင်းလေးစားပြီးတော့ခါကြမှာကောင်းမွန်အဝတ်စားတွေဝတ်တယ်အသားမကျေတဲ့အဝတ်တွေကိုဝတ်တယ်ဝတ်ဆင်ပြီးတော့ခါကြမှာငါတော့ဒီနေ့မိဘများကခွင့်ပြုသောကြောင့်ကြည်ပြုမြတ်စွာဘုရားကျောင်းတော်သွားမယ်မိဘများအိမ်ကသမင်းစားပြီးပြီမိဘများခွင့်ပြုချက်လည်းရပြီးပြီရေလည်းချိုးပြီးပြီလူဝက်ကိုခါတက်တော့မယ်လူဘဝဆိုသည်လမ်းစဉ်တစ်မျိုးရှိကရာဝါဒလမ်းစဉ်ဆိုသည်မှာလူလောကီ၌နေကြသောလူတို့ရဲ့လမ်းစဉ်အဲ့ဒီလမ်းစဉ်လိုက်ခဲ့တော့တားကျွေးမှုမရကျွေးမှုဒါတွေနဲ့ဒုက္ခများမိမိရဲ့ကိုယ်လက်ယုံတွေအသုံးချပြီးတော့တားကြုံမရကြုံခံရမရရှိသောသူသည်မရကြုံခံရတားရှိသောသူတားကြုံခံရသမီးရှိသောသူသမီးကြုံခံရဒီကဲ့သို့တာမယသိမ့်ပိုင်ကိုယ်လက်ယုံဖြင့်လုတ်ကိုင်း၍တဘွားလုံးနေကြခြင်းအမှန်စင်စစ်ကြုံခံနေရတာပဲဒီကြုံငါမခံဘူးသူတော်ကောင်းလို့အမြင်သူတော်ကောင်းလို့အသိသူတော်ကောင်းလို့အနေမျိုးဖြင့်တွေ့စားတော့ဒီမြင်မျိုးကိုမြင်တဲ့ဒါကြောင့်မို့သူတော်ကောင်းတရားနဲ့ကြည်တော့တဏှာဤကြေးကြုံကာမဂုဏ်ဤအကျဉ်းသာငါအဖြစ်ကိုမခံတော့ဘူးဒါမို့ကရာဝါသောအိယာတီချောင်လူတို့ပေါင်း၌နေရခြင်းသည်ဘုကိစ္စများသောကိစ္စရှိ၏များလိုက်တဲ့ကိစ္စတွေကိုရေးဒီရေးအရေးပေါင်းတောင်းလျှောက်တောင်းတဲ့ဒီနေ့လားလေဒီထက်ကတယုံလဲလဲဒီနေ့လားလေတလုံးလဲလဲအဲ့ဒီလိုနေရတယ်ဒီလိုနေရခြင်းတော့ငါအလိုမရှိဘူးယခုတော့လွတ်လပ်ကြီးနေအာဘောကာတော့ပပ္ပေစာရှင်ရန်အဖြစ်သည်အာဘောကာတော့ပြေပြန်တော့အခွင့်ရေးရှိတိုင်းမို့တန်တာတော်အဆုံးကိုလည်းမမြင်အစာကိုလည်းမကျင်ပြင်းလေးကစုံမျောကြရတဲ့ဘုံလောကအနဝဤတန်တရာကြီးဒီက
သန္တရာကြီးတဲ့တို့သူငါရောက်တော့နေကြတယ်သန္တရာကြီးကိုလျှော်မျော်၍ကြီးသောအခါအဆုံးကိုလည်းမမြင်ရဘူးတဲ့ဘယ်တော့ဆုံးမယ်လို့အဆုံးမမြင်ရဘူးဒါပြင်အစကိုပြန်ကြည့်လို့အစာလည်းမထင်ဘူးတန်တာတော်အဆုံးကိုလည်းမမြင်အစကိုလည်းမထင်ကျင်လေးကစုံမျောကြရတဲ့ဘုံလောကအန္တဝါဤတန်တရာကြီးဒီကလောကကြီးကဘုံလောကကြီးကိုဘုံလောကကြီးဖြစ်သောကြောင့်သူလည်းဆိုင်တယ်ကိုယ်လည်းဆိုင်တယ်သူလည်းပိုင်တယ်ကိုယ်လည်းပိုင်ဒီလိုရောထွေးပြီးတော့မျောနေကြတယ်တန်တရာရေရင်ရောစုံမျောပြီးတော့နေကြတယ်ဘုံလောကကြီးတဲ့အဆုံးကိုမမြင်အစကိုမထင်တော့လဲပဲတို့သူငါလေးတန်တရာကြီးတဲ့ဝင်၍တော့မျောနေကြရပြီဘယ်ကဘာကစခဲ့တယ်ဘယ်ဘုရားလက်ထက်ကစခဲ့တယ်ဘယ်ပုံစံနဲ့စခဲ့တယ်မသိပင်မသိတော့လဲပဲတို့သူငါလေးတန်တရာကြီးတဲ့ဝင်ရောက်ပြီးမျောနေကြရပြီအစမပြင်မှုတဲ့နော်တန်တာတော်အဆုံးကိုလည်းမမြင်အစကိုလည်းမထင်ကျင်လေးကစုံမျောကြရတဲ့ဘုံလောကအန္တဝါဤတန်တရာကြီးဒီကကာမကုနေဟိငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်တရာကြီးတဲ့ကျင်းလေးနေကြတယ်ဘာတွေနဲ့နေကြတယ်ငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တွေနဲ့အာယုံ၅ပါးကာမဂုဏ်တရားဆိုပြီးတရားကောင်းတွေမဟုတ်တရားယုတ်တရားရှုပ်အဲ့ဒီတရားယုတ်တရားရှုပ်တွေနဲ့တလုံးလဲလဲနေကြတယ်ငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တာယုတော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဟောဘဝလုံးကလည်းဒီအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့ပြောခဲ့ကြတယ်ဟောဘဝလုံးကလည်းအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့တလုံးလဲလဲနေခဲ့ဒီဘဝမှာလည်းအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့ရှုပ်ထွေးတဲ့ပဲသံတရာတွင်ကျင်းလေးကြတဲ့တတ္တဝါတွေတဘွားလည်းဒါပဲတဘွားလည်းဒါပဲဒီလိုနဲ့ပဲနေကြတော့ကြောင့်ဒါချမ်းသာမှုလားငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်ယုတ်တော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍မူလာရင်အကြောင်းကမှမပြတ်ဖဲနဲ့ဒါတွေဘယ်လို့ပြုတ်နှောင်လို့ရမှာတော့ရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍တန်ယုတ်တော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဒုက္ခခန္ဓာဝါဒုက္ခဟူ၍မြူဝဲမတန်းချမ်းသာကင်းစေဆင်းရဲထုံဆင်းရဲကြ၏အစမှန်ဖြစ်၍နေတော့ဒီသားလင်ဒီချမ်းသာမှုဘာမှမရှိဘူးသူတော်ကောင်းတို့အမြင်နဲ့မြင်၍သူတော်ကောင်းတို့အကြည့်နဲ့ကြည်တာတော့ခါဒီအာယုံ၅ပြာကာမဂုဏ်တရားတွေနေရတယ်ချမ်းသာမှုတို့ဘာမှမရှိဘူးဒါမို့ဒုက္ခခန္ဓာဝါဒုက္ခဟူ၍မြူဝဲမတန်းချမ်းသာကင်းစေဆင်းရဲထုံဆင်းရဲကြ၏အစမှန်ဖြစ်၍နေတော့ဒီသားလင်ဒီဒါနိဣဒာနိဘုရားဆုံးမဩဝါဒကိုခန္ဓာတေချာကောင်းစွာနာကြမှတ်သားရပြည့်ဖြစ်သောယခုလိုဤခါမျိုး၌တရောထိုဒုက္ခပေါင်းနှောင်ရင်တွင်မှလွတ်ကင်းသည့်ပမာချမ်းမြေရည်လင်းစွာစရိတ်သားမိကြောက်ရွံ့နှင့်နောက်တုံလို့မစုံတမ်းအယိုးပဲကြည်ကြည်အရေးပဲခန်းခန်းယောက်ျားမြတ်တို့အားသွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအားထုတ်ပါတော့တည်းတထေသဥက္ကာရုံညသည်ယနေ့ဖြင့်ခွင့်ရေးရခဲ့ပြီဟဲ့မိဘတို့မကြည်ပြူအားကကြည်ပြူငါအခွင့်ရေးပေးခဲ့တော့ရောက်ရသောအခွင့်ရေးကိုဝမ်းမြောက်ဝမ်းသာလက်ခံပြီးတော့ရေမိုးချိုးလို့သမင်းစားပြီးတော့အဝတ်စားကောင်းမွန်စွာဝတ်ဆင်းလို့မြတ်စွာဘုရားရှင်သွားတော့မယ်ယနေ့ဖြင့်ငါရဲ့အခွင့်ရေးရခဲ့ပြီဟဲ့ဝမ်းသာအားရတယ်ဝမ်းသာအားရမြတ်စွာဘုရားထံသွားကနိမြတ်စွာဘုရားထံသွားကနိမိဘတို့ကိုရိုသေစွာထိုင်၍ရှိခိုးမိဘတို့ထံရိုသေစွာကျေးဇူးတင်သောအဖြစ်ရှိခိုးတော့မိခင်ကြီးကမျက်ရည်တွေကြာလို့အမလေးသားရဲ့ဒီနေ့တော့သူသားခွဲရတော့အမလေးသားရဲ့ဒီနေ့တော့သားခွဲရတော့မယ်မိခင်ကြီးကမျက်ရည်တွေနဲ့ငိုးတော့ဖခင်ကြီးကလည်းမျက်ရည်တွေကြာသူသားလည်းဒီနေ့တော့တကယ်ပဲခွဲရတော့မယ်သို့သောသေခွဲတော့မဟုတ်သေးဘူးဟဲ့ဖခင်ကြီးကယောက်ျားပြက်လို့စိတ်ထိလို့ရသေးတယ်
ခွဲရတော့လည်းပဲဒီနေရာမှာရှင်ခွဲခွဲရတယ်ရှင်ခွဲခွဲရတယ်နာနာဘာဝဝိနာဘာဝလူတွေသုံးလက်ရှိရတယ်နာနာဘာဝဝိနာဘာဝဧတာလောကသဓမ္မတာလူများပေါင်းသင်းတယ်တွေ့ကြုံတယ်ခြုံစည်းတယ်ဆိုတာဒီနေ့နေခွဲရမယ်ဖြစ်တယ်ပေါင်းသင်းပြီးတော့တွေ့ကြုံပြီးတော့ခြုံစည်းပြီးတော့ခွဲရမယ်ခွဲရခြင်းက2မျိုးရှိတယ်နာနာဘာဝခွဲနည်းဝိနာဘာဝခွဲနည်းနာနာဘာဝဝိနာဘာဝနာနာဘာဝခွဲနည်းဆိုဒီမှာတေခွဲခွဲနည်းဖြစ်ဝိနာဘာဝရှင်ခွဲခွဲခြင်းဖြစ်ယခုတော့ရှင်ခွဲခွဲရတော့မဲအဲ့လိုခွဲရတော့ဆိုပြီးတော့ဝမ်းနေရတော့လည်းပဲဝမ်းသာရတယ်အားကြောင့်လဲဆိုတော့ဒုသားလေးဒီနေ့သင်္ကန်းဝက်ကလေးနဲ့မြင်အောင်မယ်ညှို့လင့်ကြတယ်ကိုင်သားဆွံပြရတာသားကမိဘနှစ်ပါးရှိခိုးပြီးတော့ထသွားလို့သားလေးနောက်ကကြည့်လို့မျက်ရည်လေးသုံးပြီးတော့အမလေးသားအိမ်ထဲကဆင်းသွားပြီဟဲ့ငိုလို့သားလေးကအိမ်တွင်းလေးကဆက်သွားသားလေးမျက်စိသုံးချင်လိုက်ကြည့်ပြီးတော့ကိုင်ကွာဖခင်ကြီးကတော့ယောက်ျားဖြစ်တယ်ယောက်ျားဖြစ်လို့စိတ်တင်းရှာတာတို့သားဒီနေ့မြင်ရမှာသေးတာမှမဟုတ်ပဲဒီလိုသဘောမထားပါနဲ့မင်းကလည်းသားသေးရသွားလာမှမဟုတ်ပဲလို့အဲ့လိုသူကဆက်သိနေပြီးတော့နေရတယ်ဒီနေ့အိမ်ကသားလေးပျောက်သွားပြီသားလေးပျောက်သွားလို့ဖြစ်နိုင်တယ်နင်းနဲ့အိမ်မရှိတဲ့ကြီးတွေကျွန်းနေတဲ့လူဆက်လက်ပဲနေရတို့လည်းချမ်းသာပါသေးတယ်လို့နေရတယ်သားလိုက်ကြောင်းလို့သွားလို့ယဟန်ပြုတာကယဟန်ပြုပြီးတော့နေဒီနေ့မှသားလေးယဟန်မြင်ရလို့ဓမိုးတော့မြောက်လာလိမ့်ထင်းညော်လို့သာနေရဘယ်နေ့မှသားကယဟန်ပြုသွားတော့နေကတခါတည်းပျောက်သွားတယ်တခါမှပေါ်ပေါက်မလာဘူးအိမ်ရှိလည်းမလာဘူးမျိုးတယ်လည်းမလာဘူးဘယ်နေရာမှမမြင်ရဘူးသားကမိဘတို့ကိုတန်ရောတင်ဖြတ်ခြင်းကကြောက်တော့ကြောက်တန်ရောတင်ဖြတ်ခြင်းဖြစ်တယ်အကယ်၍ငါသည်ရဟန်းပြုပြီးတော့မိဘရင်တော့ဆွံ့ရခဲ့ဆိုဆွံ့ကတော့လောင်းမှာသိမချရဘူးမိခင်ကြီးကတန်ရောတင်ကအလွန်ချီနှောင်တယ်ချီနှောင်တော့ကြောက်သားရဲ့တော့ကြကိုပြောသည်ပြောနဲ့နားပူအဲ့ဒီနားပူမှာကိုမကြားကျင်တော့ကြောက်အိမ်ကိုတော့မသွားတော့ဘူးအိမ်တောင်မနှင်းဘူးအိမ်ရှိတောင်ပြတ်မသွားဘူးအဲ့ဒီကစပြီးတော့နေလိုက်တာသာဝတိဒီသေတော်ကျောင်းတော်တဲ့ငါးဝါတိုင်နေလို့ပရိယတ်တိသာပြီးသင်ကြားလို့ရဟန်းဆိုသည်ရဟန်းကျင့်ဝတ်ကျုပ်လာသင်ရသေးတယ်အဲ့လိုသင်ကြားပြီးတော့ငါးဝါတိုင်နေကြားမိဘတို့အိမ်ရိပ်မနှင်းယုံနေမဟုတ်မိဘတို့ရှေ့ဘိုးပဲဖြတ်သားယူတော့မောင်ရဲမောင်သားမမြင်ရတော့လဲကြားလာပြီဒီနေ့မြင်ရလို့ဒီနေ့မြင်ရလို့သို့တော့အခြားတော့သံဃာတော်နဲ့ရောထွေးပြီးပြုံးမွေနေမှာပါပဲလို့နှစ်သိမ့်ပြီးတော့နေရတယ်နှစ်သိမ့်နေရတယ်မမြင်ရဘူးဒီလိုနဲ့ပဲတစ်ချိန်ပြီးကြားကြသွားလိုက်တယ်သားကငါးဝါပြီးတော့အခါငါသည်ပရိယတ်တိလုပ်ငန်းဒီလောက်တော့အခြေခံရခဲ့ပြီပฏิပတ်တိလုပ်ငန်းလည်းလုပ်အောင်သာသနာဝင်တယ်ဆိုတော့အလုပ်လုပ်ဖို့ဝင်လာတယ်ပရိယတ်တိပြီးတော့ပฏิပတ်တိလုပ်ငန်းလည်းရတယ်ပฏิပတ်တိဆိုတော့ကမ္မထာဘာဝနာအကျင့်ကမ္မထာဘာဝနာအကျင့်ကျင့်ဖို့ရငါဝေးလံတော့သာဝတိကြီးကြီးမှဝေးလံတော့တောကျေးလက်သွားရင်တခုသောရွာကိုဘောဇရကံပြုရင်တောရောင်းလေးနဲ့သွားနေမဲ့လို့ရွေးချက်နဲ့တပိတ်ကလေးပိုက်ပြီးတော့ဆက်သွားတယ်သိတော်တော့အချမ်းကွာတော့နေရာ၌တောရကြောင်းနဲ့ဆောက်တည်ပြီးတော့နေတဲ့တောရကြောင်းလေး၌နေလိုက်တာဘယ်လောက်ကြာသွားလဲဆို12နှစ်ကြာသွားတယ်ပြီးတော့တောရကြောင်းနေတာက12နှစ်ကြာတယ်ဒီတုံကြောင်းတော်နဲ့နေတာ9နှစ်19နှစ်ကြာ19နှစ်တော့ကြာပါတယ်ဖခင်မိခင်တို့ဒီသားတယောက်တစ်ခါမှမမြင်ရဘူးဒီနေ့မှမမြင်ရဘူးဒီနေ့မှမမြင်ရဘဲနဲ့ဒီလိုနဲ့ပဲမမြင်ရမိဘတွေကဘယ်လိုဖြစ်လာလဲဆိုတော့19နှစ်ကြာတော့အချိန်ကြာမိဘတွေကအိုမင်းကြပြီးရိုးရင်းခဲ့ပစ္စည်းသိုးဒီကတတ္တဝသင်္ခါရပစ္စည်းသင်္ခါရထိမ့်မဲ့သိမ့်မဲ့လူမရှိတော့သူတို့အဖိုးအမဲဝိုးတွေသူတို့နေရာတကာလိုက်မကြည့်နိုင်ဘူးသားကလည်းထိမ့်သိမ့်လို့မရှိတော့အိမ်မှာခိုင်းလာကကြေးတွေကျွန်းတွေအလုတ်ကျွေးတွေသားမရှိပြီဆိုတော့ကြေးတွေကျွန်းတွေကလုတ်ချင်တယ်လို့လုတ်ကြတယ်သုံးညင်တယ်လို့သုံးကြတယ်ဒီလိုနဲ့ပစ္စည်းတွေကတဖြည်းဖြည်းယိုယွင်းလာလိုက်တာတစ်ချိန်ကြီးတဖြည်းဖြည်းမွဲမှမသိမွဲလာတယ်ပေါ်စီချေငှယူထားတာတွေကလည်းပြမပေးကြသားလည်းအားကိုးစရာမရှိအဖိုးကြီးအမဲဒီဆိုတော့ကြောင်းအိုးကြွမလေးဘသူကမှဂရုမချကြတဖြည်းဖြည်းနဲ့မွဲတင်လာလိုက်တာငကိုကလည်းသူတို့မားကတထင်းမျိုးတထင်းွယ်ကိုငယ်စဉ်ကလည်းဆင်းရဲပန်းအောင်လုပ်ခဲ့တဲ့အလုပ်ကဘာတစ်ခုမှမရှိတထင်းသည်သမီးတထင်းသားဆိုချင်းပွဲမိမလောင်းလက်ပွဲမိမလောင်းနေလာခဲ့တာမွဲမှမသိမွဲသွားတဲ့ခါတဲ့အထည်ကြီးကြကျသွားတယ်အထည်ကြီးကြကျသွားလိုက်တာနေနောက်ဆုံးကြတော့အိမ်ပေါ်တော့မနေနိုင်တော့မောင်ရဲမတတ်နိုင်တော့ဘူးဒီအင်ကြီးပဲရောင်းပြီးတော့ကြားတဲ့ငွေလေးနဲ့တနေရာသွားပြီးတော့ကနေရမှာကောက်မှထမရဲလို့တိုင်နေပြီးတော့ကိုင်းကွာဒီလိုပြောတယ်လိုလောက်ကြတယ်ဆိုပြီးတော့ပရိယေဒနာဝမ်းစာကလည်းရှိသေးတာကို
ပရိယေဒနာဝမ်းစာကလေးကြီးမသားပဲမနေနိုင်တော့ဖြစ်နိုင်တဲ့နည်းနဲ့ပြောင်းလုပ်ကြနောက်ဆုံးအင်ကြီးကိုရောင်းချပဲအိမ်မောကဆင်းသွားအိမ်မောဆင်းသွားပြီးတော့မြို့ပြင်မဲ့ဆင်းရဲသားရက်ွက်တဲ့ထမ်းရမို့တဲလေးနဲ့နေကြတယ်သူတို့မှဘာမှလည်းလုပ်တာကိုင်းတာမရှိတစ်သက်လုံးကလည်းဘာတစ်ခုမှလုပ်ဖို့တာမရှိမဟုတ်တော့အခြေခံကနောက်ကျောင်းကလည်းတစ်သေးသားတစ်သေးသမီးတိုင်းဒီတစ်ခါကျတော့အထယ်ကြီးကြကြဘာတတ်နိုင်ကြသေးတော့ဒီဟာလေးတဖြည်းဖြည်းနဲ့ပွန်းပြက်သွားတာနောက်ဆုံးတော့မွဲသွားလိုက်တာကငတ်ပြတ်သွားတော့အခြေရောက်သွားတယ်မတတ်တာတဲ့အစုံကိုင်းသူများနေတူတော့ကွာဆက်တော့မဆက်နိုင်တော့မထိုးတော့လူလုံးတော့မလှတော့ဘူးမလှတဲ့ဘွားတော့သူများနေတူပဲဖွက်လဲဆွဲပြီးတော့တောက်စားရတော့မှာပဲဆိုပြီးတော့မတတ်တာတဲ့အစုံဖွက်လဲဆွဲပြီးတော့တောက်စားရတယ်အချက်မျိုးရောက်သွားတယ်ဒီအချိန်မှာသာဝတိဒီစေတဝန်ကျောင်းတော်တွေကယဟန်တစ်ပါးကတောကျလက်ခီးထွက်လာဒေသသာရေခီးထွက်လာတော့ကဥက္ကာတော်ညမာရဏတထေကြီးရဲ့သားနေတော့တောကြောင်လေးဆိုရောက်လာတောကြောင်လေးရောက်လာတော့အာဂန္ဓုကိုတော်ကိုအာဝတိကပုဂ္ဂိုလ်ကဧခံရမြဲသုံးဆောင်တဲ့အရှင်ပြကြွပါဒီမှာထိုင်မှာနေရာထိုင်ခင်းလေးပေးလို့ဟောဒီတော့ရေသုံးဆောင်မှာရေအိုးလေးချဧခံသမိစရာစကားပြောလို့အရှင်ပြသာဝတိကြီးရှိကလို့ပဲစီစီကားကရှိပါလေဒေတွန်ကျောင်းတော်ကြီးကောင်းရှိကလို့စီစီကားရှိပါလေသံဃာတော်များကိုကျမ်းမမကျမ်းသာသာရှိပါလေစီဒီကားကရှိပါတယ်မြတ်စွာဘုရားနဲ့လို့ကသံဃာတော်များလည်းရှေ့ကတိုက်မှာပဲအဲဒီအာနာပသံဃာပစကားကြီးပြောပြီးတော့လာရတာတဖြည်းဖြည်းနဲ့နောက်တော့ဒါတဲ့ဘုရားစကားမစသာဝတိပြည်တဲကမဟာလနတထေကြီးဆိုတာအရှင်ဘုရားကြားဘူးပါလားလို့အာဝအတိကပုဂ္ဂိုလ်ကအာရဏုယဟန်ကိုမေးတယ်မဲတော့အာရဏုကိုတော်ကပြောတယ်သိပါလေမဟာလနတထေကြီးသို့တော်သူတို့တထေကြီးမဟုတ်တော့ဘူးဘုရားဟောဘယ်လိုဖြစ်သွားလဲသူတို့ဗျာသားကလည်းမရှိဘူးသားကမရှိတော့ကြည့်မဲ့လူမရှိတော့ဒီကကြည်တယ်ကျွန်းတွေကလှုပ်ချင်တယ်လို့လှုပ်သုံးချင်တယ်လို့သုံးဖြုံချင်တယ်လို့ဖြုံတွေးယူထားတဲ့လူတွေကလည်းပြန်မပြေနောက်ဆုံးတော့တဖြည်းဖြည်းနဲ့သူတို့ကလည်းလူအိုးတန်းအိုးအကုန်လုံးအိုကြတော့ဘာမှပြုမဲ့လို့ရှိတော့နောက်ဆုံးသူတို့အိမ်ကြီးပေါ်မနေနိုင်လို့ဆင်းသွားရတယ်အဖြစ်မျိုးရောက်တယ်အိမ်ကြီးပေါ်ရောက်ကြသွားတယ်ခုတော့မြို့ပြင်မဲ့ဆင်းရဲသားရောက်ွက်တဲ့ထမ်းရွက်တဲလေးနဲ့နေရှာတယ်လို့ကြားတယ်ထားရတဲ့နေကြတော့သူတို့မှာတော့ဗျာဖြစ်ရပုံကသနာပါလို့အဝက်လည်းလူချင်းမတူရှာဘူးဗျာအစားလည်းလူချင်းမတူရှာဘူးပုံပြောတော့ဗျာခွက်လည်းဆွဲလို့တောင်းစားတဲ့အဖြစ်မျိုးရောက်နေကြတယ်ရိုးသားတာပြောဒီဖြစ်တွေကြားရတော့အမလေးငါမိပါလေဖြစ်မှဖြစ်ရနေခြင်းလို့အာဂန္ဓုခေါ်တော့မသိအောင်တစ်ဖက်တည်းမျက်ရည်တွေတုပ်လို့ငါမိပါလေဆင်းရဲတော့မကြားရနဲ့အာဂန္ဓုခေါ်တော့မမြင်အောင်တစ်ဖက်တည်းမျက်ရည်တုပ်ရနဲ့ခက်ပြီးတန်ရောစဉ်ဩမိပါဒီလောက်ချီထအောင်ဆင်းရဲလိုက်မယ်မထင်ခဲ့ဘူးသူတို့ဒီချမ်းသာသောမဟာရဏတစ်ထေကြီးသူတို့လက်သက်တာတော့ဖြင့်ထိုင်စားနိုင်တယ်လို့ငါလည်းယူဆခဲ့တော့ကြောင့်စိတ်ကြလက်ကြငါတော့ရဟန်းဘွားနဲ့ပြောမွေ့တော့မယ်မိဘလို့ဆံပြန်ရင်ပြောတယ်ရည်ရွယ်ချက်မရှိဘူးတန်ရောစဉ်တွေ့မှလည်းဆွေးရင်တော့ကြောင့်နေခဲ့ငါမျောလင့်လာကတခြားဖြစ်တာကတစ်မျိုးကြားရတဲ့သတင်းကပြင်မကောင်းဘူးငါဘယ်လိုလုပ်ရပါမလဲစိတ်ထဲကဆုံးပြပြီးတဲ့ခါကျမှဒီလောက်တော့သိုးပါလေတဲ့အချင်းမိဘများမတည်ခင်ငါတော့ပြန်တော့ကြည်အောင်မှထင်ရဲ့လို့တန်ရောစဉ်ရောက်အမို့ဆွဲရလောင်စေပူမြဲပေဒီဆိုတဲ့စကားတန်ရောစဉ်ရှိတယ်တန်ရောစဉ်ရမြဲစွာနှောင်ပေကျိုးဆဲတွေဒီငြိရေဝန်ဆိုင်လောဘမြိုင်ကခန့်ခိုင်အေးကြည်နိဗ္ဗာန်ပြည်ကိုမျော်ဤမှန်းကလွမ်းမိပါ၏တန်ရောစဉ်ဆိုတာရှိကြတယ်လူများမှားတော့တာတန်ရောစဉ်မယားတန်ရောစဉ်လင်တန်ရောစဉ်ဒီလိုတန်ရောစဉ်ရှိကြတယ်ရဟန်းပုဂ္ဂိုလ်များတော့တန်ရောစဉ်မရှိဘူးလို့ဆိုရတော့လည်းပဲမိဘချေရှားရှိတဲ့သူများမိဘတန်ရောစဉ်ရှိကြမြဲဖြစ်တယ်ထိုရင်မဟုတ်သေးဘူးတန်ရောစဉ်ဖြတ်တယ်ဆိုပေမဲ့အာဝါဒတန်ရောစဉ်ပလီဘောဓတန်ရောစဉ်တန်ရောစဉ်ကပွဲကတန်ရောစဉ်ကျိုးဆယ်ခြင်းရှိတန်ရောစဉ်ကျိုးဆယ်ခြင်းကနောက်ကကြီးကျိုးရဲလို့နေကြမြဲဖြစ်တယ်ငါဒီမိဘတန်ရောစဉ်ရှိသေးတယ်ဒီမိဘလို့အသက်ထင်ရှားရှိစဉ်ငါဒီပြက်ပဲမထားတတ်ဘူးထင်ရဲ့ဆုံးပြပြီးတော့ရုတ်တရက်သူ့စိတ်ထဲမှာမိဘလို့ငါခဏသွားကြည့်ဦးမှာပဲလို့တခဏချင်းဆုံးပြပြီးတော့အရှင်ဘုရားဤတော်ကြောင်းနဲ့အရှင်ဘုရားတည်သုံးနေထိုင်လို့တပဆိုရင်တပည့်တော်အရှင်ဘုရားကိုဘရုပံလို့ပါနဲ့အကုန်လုံးကထူထားခဲ့ပါမယ်တပည့်တော်သာဝတိကြီးကြီးနဲ့ပွားနေတာကြားပြီးမြတ်စွာဘုရားနဲ့တော့သံဃာတော်များမဖူးတွေ့ရတာကြားနေဖြစ်တော့ကြောင့်တပည့်တော်
မြတ်စွာဘုရားကိုလည်းဖူးတွေ့ရင်သံဃာတော်များလည်းဖူးတွေ့ရင်ဇေတဝန်ရွှေเจ้าတော်ကြီးကိုလည်းမရောက်တာကြားနေတော့ကြောင့်ပြန်ရန်ရည်ရွယ်ချက်ဖြစ်ပါလေလို့ကြောက်ထားပြီးတော့သူရဲ့မိဘတာယောဇဉ်ကိုဖွင့်ထုတ်မပြောဘဲနဲ့မျက်ရည်သိမ့်ပြီးတော့လူထားပြီးတော့တပိတ်ကလေးပိုက်တော့ပြန်လာခဲ့တော့မိဘလို့တော့မရဘူးမှာမိဘလို့မရဘူးမှာမြင်ကွင်းကတော့ဘာမှမဟုတ်ဘူးစိတ်ထဲကဝမ်းနေပန်းနေအဲ့လိုသွားပြီးတော့တွေးတော့ပြီးတော့နေတော့သွားရင်နဲ့အချိန်ကလည်းမိုးရအချိန်မိုးတင်ကြီးတွေကအနောက်တောင်ကတက်တိမ်မုတ်ကြီးတွေကအောက်မလေးတင်ကြီးကလည်းတက်လာလိုက်တာငါများမိုးမိမှာတယ်အရင်မကြည့်ဘူးဒီမိုးကြီးကသာဝတိကြီးပေါ်ရွာချလာရင်ငါမိဘဆင်းရဲတော့ဒီဘက်တဲလေးနဲ့လေရှာရတယ်မိဘလေးမိုးလုံးလေးလုံးမကြည့်ပါမလားစိတ်ထဲတွေးတော့ပြီးတော့ဝမ်းနေမိလေပုထုဇဉ်ရှစ်ချသေးတယ်အဲ့ဒီလိုဟိုတွေးဒီတွေးနဲ့တွေးပြီးတော့တစ်ဖြည်းဖြည်းလာတဲ့သာဝတိကြီးဝန်ခံနေလမ်းစုံတစ်ခုရောက်လမ်းကနှစ်သွယ်တွေ့တခုသောလမ်းကသာဝတိကြီးတဲ့ဝင်သွားတဲ့လမ်းတခုသောလမ်းကမြတ်စွာဘုရားသတင်းသုံးတော်မူရာစေတဝန်เจ้าတော်ကြီးကိုသွားရလမ်းလမ်းနှစ်ခုတော့300တွေ့ပြီငါဘယ်လမ်းလိုက်ရပါမလဲသာဝတိကြီးတဲ့အရင်သွားတော့လမ်းလက်ခဲ့တော့မိဘများကိုအရင်သွားတွေ့ရမယ်မိဘများအရင်သွားတွေ့ပြီးမှမိဘများကိုနှစ်သိမ့်သေးမယ်မိဘများသာပြန်လာခဲ့ပြီမျက်နှာအမြင်ခံလို့ပွင့်လင်းစွာနဲ့မိဘများမပူကြနဲ့တော့ယနေ့သာပြန်လာခဲ့ပြီသာပြန်ရခဲ့ပြီလို့ဒီလိုအရင်ပြောရကောင်းနေမလားတို့မဟုတ်ဒီဘက်လမ်းလက်ခဲ့တော့ဇေတဝန်ကျောင်းတော်ကြီးရောက်ဇေတဝန်ကျောင်းတော်ကြီးရောက်တော့ခါမြတ်စွာဘုရားဖူးတွေ့ရမယ်တန်ဃာတော်များဖူးတွေ့ရမယ်နေမြဲတိုင်းဖြစ်တော့ငါရဲ့ခြေကကြောင်းနေရာဌာနရောက်တော့စိတ်ကြည်လင်ခြင်းဖြစ်မယ်မြတ်စွာဘုရားကြီးငါရဲ့ဆရာမဟုတ်လို့ဒီတော့ဆရာကိုအရင်ဦးစားပေးရမယ်လောကမှာမြတ်စွာဘုရားရဲ့သူမြတ်တဲ့ပုဂ္ဂိုလ်ဘယ်သူရှိတဲ့တော့ငါဒီကြည်လန့်လိုက်မှတော့မှာပဲလို့သာဝတိကြီးတဲ့သွားရလမ်းကိုနောက်ချန်ထားခဲ့ပြီးတော့ဇေတဝန်ရွှေเจ้าတော်သွားရလမ်းတော့လာခဲ့တော့เจ้าတော်တဲ့ဝင်ဇေတဝန်เจ้าတော်ကြီးတဲ့ဝင်တော့မြတ်စွာဘုရားရှင်ကပရိသတ်၄ပုံတရားဟောနေတဲ့တိုက်ဆိုင်ရကြီးသွားပြုံကြိုက်ဒီလေယာမြတ်စွာဘုရားရှင်ကပရိသတ်၄ပုံတရားဟောနေတဲ့တရားကတိုက်ဆိုင်ကြီးဖြစ်လိုက်ပုံကမိဘကျေးဇူးထိုးတဲ့တရားဟောနေတယ်လူတို့သည်လူလောက၌မိဘကျေးဇူးသိကြရမယ်မိဘကျေးဇူးဘယ်လောက်ကြီးတယ်လဲဆိုတော့မိဘကျေးဇူးသည်ရေးတွက်လို့မကုန်နိုင်ဘူးပမာအားဖြင့်ပြောမယ်မိဘနှစ်ပါးကိုဘယ်ဘက်လက်ပွားကိုအသက်တရားကာလပတ်လုံးဒီလက်ဝါးပြင်ပေါ်မှာသူတို့ဒီပေါ်မှာရေးချိုးဒီပေါ်မှာထိုင်ဒီပေါ်မှာအိတ်ဒီပေါ်မှာနေစေပြီးတခုသောလက်ကသူတို့အတွက်စားဖို့ရသမင်းရှားကြံတွေးပြီးတော့ဒီချိုးခြင်းစားခြင်းပြုပြင်ထားပါတဲ့ဒီကဲ့သို့ထားတော်လည်းပဲအနှစ်တရားသာကုန်ရမယ်မိဘကျေးဇူးဆက်လို့မကုန်ဘူးဒီမြတ်တော့မိဘကျေးဇူးကြီးတယ်ဆိုပြီးတော့မိဘကျေးဇူးမြင့်မော်တောင်တဲ့ဘက်ကကြီးတယ်အလွန်ကြီးမားသောမိဘကျေးဇူးကိုသင်တို့သိကြလောမြတ်စွာဘုရားရှင်ကယဟန်ဖြစ်သောသူများဘင်းလင်းမိဘကျေးဇူးဆက်ကောင်းတယ်မိဘကျေးဇူးဆက်ရမယ်ဆိုတဲ့စကားပါလာအဲ့ဒီစကားကြားရတာဘုက္ကာတော်မြတ်ယဟန်လေးအားရှိလာရဟန်းပြုဖြစ်သောပုဂ္ဂိုလ်လည်းမိဘကျေးဇူးဆက်ကောင်းတယ်မိဘကျေးဇူးဆက်ချိုက်တဲ့ဆိုတော့အားရှိလာလို့ဒီနေ့ညတော့မြတ်စွာဘုရားတရားနာရင်တရင်သုံးမော်ဒီရဟန်းသံဃာတော်တွေနဲ့အတူပြောပိုက်သွားအေးအေးဆေးဆေးစိတ်တွေအတော်ကျေနပ်သွားတယ်ပူပင်သောကတွေအတော်ပဲအာရော့သွားဒါနဲ့နှစ်ချက်ကြီးခရီးကလည်းပန်းလာကြတာနဲ့ရဟန်းသံဃာတော်တွေနဲ့အလပလမ်းမဆွေးနေခြင်းထိုနေ့တညဇေတဝန်ချွေเจ้าတော်ကြီးနဲ့တညကျင်းဆက်လို့နှစ်သက်စွာအိပ်ပျော်သွားတယ်ညာနေစောသောအခါအခြားသောသံဃာတော်များဆွမ်းလံကြွသွားနေသူလည်းတပိတ်သင်္ကန်းရိုးရွယ်သူများနောက်လည်းဆွမ်းလံသွားတယ်ထိုနေ့နန်းနဲ့စောသောမှာကားလျော်စွာတခုသောအိမ်ကစောသောကြီးရာဟုဆွမ်းနေလောင်းရာဟုဆွမ်းဆိုတာရှေ့ကသုံးတဲ့ကျမ်းဂန်စကားခုခေတ်စကားနဲ့ဆံပြုတ်ရှေ့ကသံဃာတော်များဆံပြုတ်လောင်းလို့လည်းရှိကြတယ်မန်းလေးမှာလည်းရှိတယ်ရှေ့ကရှိတယ်ခုခေတ်မှာတော့မန်းလေးမျိုးဘုန်းကြီးတို့ငယ်စဉ်ကဆံပြုတ်ကိုတော့တပိတ်ထဲမလောင်းဘူးဆံပြုတ်ကသွားရင်ကအရှင်ဘုရားဒီနတ်ကြွဆံပြုတ်ဖုံးပေးပါလို့ပင့်လည်းရှိတယ်အဲ့ဒီမှာတပိတ်နဲ့ပိုက်တာသူပင့်လို့နေရာယူသွားရတယ်10ပါးကမယ်ဆို10ပါးဆံပြီးတော့ကျန်တဲ့ကားပေါက်ပိတ်လိုက်တယ်နောက်တာလက်မခံအဲ့ဒီ10ပါးကိုဆံပြုတ်တဲ့သူကရိုးရိုးလေးပဲဆံပြုတ်နဲ့နေပြီးတော့ဘဲပြုတ်ကျော်လေးနဲ့အဲ့လိုဆုံးကလေးရှိကြတယ်ဘုန်းကြီးတို့အဲ့လိုတောက်ခဲ့ဘူးတယ်
ရှင်းကတော့ညုံမဟုတ်တပိတ်ထဲလောင်းလိုက်တာတပိတ်ထဲပြီးတော့ရာကွက်တကောင်းတပားစာဆိုလို့ရှိရင်တပားစာခွက်နဲ့ခုခက်အသုံးဆိုလို့ရှိရင်ရိုက်နဲ့တစ်ဆင့်စာတော့တပိတ်ထဲလောင်းထက်လိုက်တပိတ်ထဲပူလောင်လောင်ကြီးလောင်းထက်တော့ခုကလုံးညာလဲရှေ့ကပုဂ္ဂိုလ်လေးနဲ့နေတူသူလည်းရဆံပြုတ်ရာကွက်တစ်ခွက်ကြီးရဝမ်းတာအားရနေရာကြတယ်ငါမိဘတို့ထံဥဖြာပြာမာကြီးဝမ်းတာကြီးဖြစ်တာကဝမ်းတာလာကယနေ့ကစပြီးတော့9ရက်ဆုံးခံပြီးတော့တပိတ်နဲ့ယူပြီးတော့မိဘတို့ကိုစားစီမယ်စားရတော့မယ်ကျွေးရတော့ဝမ်းတာတို့တော့ဝမ်းနေတာကရခင်ကမြင်နေရအိမ်ပေါ်မဟုတ်တော့ဘူးမြို့ပြင်မဲ့ရောက်ဆင်းရဲသားရက်ွက်ထဲမှာထမ်းရွက်တဲကလေးနဲ့နေရတယ်အဝက်ကလည်းအစုပ်စုပ်နေရလာကလည်းအနှုတ်နှုတ်ခွဲစုပ်ကြီးဆွဲပြီးတော့ဒီမတောင်းစားရတဲ့ကြားထားတဲ့တဲ့အဲ့ဒီတဲ့ကြောင့်မြင်လို့မှကြော်ပါမလားကိုယ်စိတ်ကိုသမဲလို့ဝမ်းနေကြီးဖြစ်တယ်ဝမ်းနေကြီးဖြစ်တော့လဲပဲကိုင်းကြိုးစားပြီးတော့ရှာကြည့်အောင်မယ်မိဘတို့အရင်ကနေခဲ့ဘူးတဲ့အိမ်ဟောင်းကြီးဒီတော့မသွားဘူးမရှိတော့ဘူးသူများလက်ချင်းရောက်သွားပြီဆိုတော့ရှားထားပြီးသိထားပြီးဖြစ်တော့သွားအလကားစိတ်မကောင်းဘူးပြန်မသွားဘူးမျိုးပြင်မဲ့ထွက်ပြီးတော့ဆင်းရဲသားရောက်ွယ်တဲ့ရှောက်ရှာမယ်ရှောက်ရှာတော့ဟိုကြည့်ဒီကြည့်နဲ့သူတို့ကမသိတော့လဲငါကတော့မိဘသိတယ်တပိတ်ပိုက်ပြီးတော့ရှောက်တော့မိုးကဆင်းနေလင်းလာတော့ဟိုရှားတိရှားရှားတော့မိဘနှစ်ဦးပထမအဖိုးကြီးတဲလေးအပြင်မဲ့ထွက်မတ်တရနေတာမြင်းနေမြင်းတော့ဧကလကငါရဲ့ဖာကမိတော်ကြီးဖာကင်းရောကျွမ်းသွားချင်းကောက်အောင်မှတော့ခဏန်းလုံးသွားရက်တော့ဘိုးကြီးကမျက်စိကမွဲမမြင်မတွေ့ရသားကလည်း39နဲ့ကြာရှေ့ကအသွင်တန်းလန်းနဲ့လည်းမတူတော့သားမှမသိဘူးမသိတော့တွေ့လားလေကိုတော်တော်ဆွန့်ရတယ်ထင်လို့အရှင်ဘုရားရှင်ကလို့ဆွန့်ရနေပြီတို့လည်းလောင်းစရာမရှိဘူးဘယ်နဲ့လုတ်ပါမယ်အရှင်ဘုရားဒါနဲ့စိတ်တက်ကကြာနေအရှင်ဘုရားတပည့်တော်တို့မှာလောင်းစရာဆုံးမရှိဘူးဗျာလောင်းစရာဆုံးမရှိလို့အတိတ်သထဗန္တေရှင်ဘုရားတပည့်တော်တို့မှာယခုလိုကလောင်းလို့ရဆုံးမရှိတော့ကြောင့်အတိတ်သထဗန္တေကတော့ပါအေးခရာအတိတ်သထဗန္တေဆိုကတော့ဇွန်းလောင်းအဲ့လိုကတော့ဇွန်းလောင်းကိုတော်ကထမသွားဘူးမသွားတော့ရှင်မရေကိုတော်ကမသွားဘူးငါပြောတဲ့စကားမကြားရှာလို့လေးလာဘယ်လိုဖြစ်ရှာလာပါလိမ့်မယ်တကယ်ချပြီးတော့ပြောပါရှင်မရေသွားပြီးတော့ကတော့ပါအောင်ဟဲ့သူကလည်းအတိတ်သဗန္တေရှင်ဘုရားတပည့်တော်မတို့ရှေ့ကလို့မဟုတ်ဘူးဖေရှေ့တုန်းကတော့တူနိုင်တနိုင်ဖေအခုတော့ဘာမှမရှိတော့လို့ဆင်းရဲသားရပ်ွက်ထဲရောက်လို့ခက်လက်ဆက်တောင့်စားတယ်အချင်းမျိုးရောက်နေလို့ပါဗျာလူချင်းပါတယ်မတတ်နိုင်လို့ပါဖေမိခင်ကြီးကလျှောက်သေးတယ်ကိုတော်ကမသွားဘူးဆိုတော့ဘာမှဘယ်လိုဖြစ်တာပါလိမ့်မယ်ဒါနဲ့ကျမရဲ့အနံကတ်ကြည့်ပါဦးတေချာကတ်ကြည့်ပါဦးဆိုတဲ့ခါကျပါဘိုးကြီးကမျက်စိလေးပါးလေးပွက်လို့သွားပြီးတော့ကြည့်တဲ့ခါကျမှအနံကတ်ကြည့်တော့သူ့သားမောင်ကြီးဒါရဲ့ရှင်မဖြစ်ရလေဒုရခါတခါသားကိုခြေလုံးကိုဖက်ရှင်မရဲ့ညသားလာပြီရှင်မအမေကြီးကပြေးထွက်လာအမလေးသားရဲ့ရှင်မဖြစ်ရလေမိဘလိုဖြစ်ရမြင်နိုင်သေးရဲ့လားလူကျုံးမရလူလုံးကတော့မလှတော့ဘူးမင်းနဲ့လေးရလားသားရဲ့ခြေလုံးဖက်ပြီးတော့မိခင်ကြီးငိုးကျွန်းနေတဲ့စပင်းလေးနဲ့ရက်ပတ်မိခင်ကြီးငိုးတဲ့မျက်ရည်တွေကသားရဲ့ခြေပမိုးပေါ်ကြဖခင်ကြီးကလည်းကုန်းလို့ထိုင်ပြီးတော့သားရဲ့ခြေလုံးနှစ်ဖက်ကိုပွေ့ပဲ့ရသားရဲ့နေနိုင်လေလားမိဘလို့ဒီခြေရောက်နေပြီခြေကတော့ငါတစ်ခဲကြီးခုတော့မဟုတ်တော့အခြေမဟုတ်တော့တတ္တဝါသင်္ခါရပစ္စည်းသင်္ခါရဆိုဒီလိုကိုတတ္တဝါသင်္ခါရပစ္စည်းသင်္ခါရပစ္စည်းကလူကိုစွန့်သွားတာရှိတယ်လူကပစ္စည်းကမစွန့်ဘဲနဲ့ပစ္စည်းကြံရပြီးတော့လူကစွန့်သွားပစ္စည်းကြံရတာရှိတယ်တတ္တဝါသင်္ခါရပစ္စည်းသင်္ခါရဆိုတာဒီလိုပဲအမြဲမရှိဘူးကံမှိန်ပြီးဆိုတော့မြတ်စွာဘုရားရဲ့ကြောင်းတော်ပြတ်တော့အနာတပိန်တစ်ထေးကြီးတောင်မှမွဲတည်သွားလို့သဘောတမင်ကျက်သားရတဲ့အဖြစ်မျိုးရောက်ခဲ့ရဘူးသေးတယ်တို့နေ့သူကံကုန်ပြီးဆိုတော့ရန်ကုန်မြို့ကချင်းချောင်းတစ်ထေးကြီးတောင်မွဲသွားရဘူးတဲ့အဲ့ဒီလိုပဲမဟာရဏတစ်ထေးကြီးလည်းဒီလိုပဲမွဲသွားလိုက်တာဒီဓမ္မအထက်ကြီးကြတကယ်အထက်ကြီးကြဆိုဘာမှမလုပ်နိုင်တဲ့အဖြစ်မျိုးဖက်လက်ဆက်ဒီအဖြစ်မျိုးရောက်သားရဲ့မိဘတို့အဖြစ်မြင်နိုင်သေးရဲ့လားမိဘတို့မြင်နိုင်သေးရဲ့လားဒါလည်းဖွက်ပြီးတော့ငိုဖခင်ကြီးကခြေလုံးဖက်ငိုကြောကုန်းပေါ်သားကလည်းဒီအဖြစ်ကိုမမြင်နိုင်တော့ကြောင့်မျက်ရည်တွေတွေ့ကြသားရဲ့မျက်ရည်ကဖခင်ကြီးကမိခင်ကြီးကြောပြင်းပေါ်မှာတပေါက်ကြမိခင်ကြီးမျက်ရည်တွေကသားရဲ့ခြေလုံးပေါ်ကြတွေ့ပိုက်ပြီးငိုကြမ
မလေးသားပါ3ယောက်ဒီနေရာငိုပွဲကြီးသင်ပြီးတော့နေလိုက်ကြတာကြာကျညာကြာပြီးဆိုမှမျက်ကြီးသိမ့်နေတော့မှသားကစကားပြလာတယ်ဖခင်တို့မိခင်တို့မပူကြနဲ့တော့သားရောက်ခဲ့ပြီဒီနေ့ကစားရသားရောက်ခဲ့ပြီးတိုင်းဒီလောက်ဆိုသိနာကြပါတော့အဲ့ဒီတို့ဒီခါကျမှမျက်ရည်တွေသိမ့်ပြီးတော့မဲဒီမှာတပိတ်ထဲမှာပါခဲ့တယ်ပူပူနွေးနွေးရာခုတွေပါခဲ့တယ်အဲ့ဒါမိခင်တို့တောက်ရကြပြီတော့သူတို့သုံးလက်ပတ်ထဲထည့်ပြီးတော့ထားခဲ့တယ်ဆက်လက်လည်းမကြည့်လို့တော့ဘူးကြည့်လို့ချင်းမျက်ရည်တွေးကြလို့ဝမ်းနေတော့ကြောင့်တိုင်းဆုံးလာခဲ့အောင်မဲဆုံးရလို့ချင်းနောက်တစ်ခေါက်ပြန်လာခဲ့အောင်မဲလို့နှစ်တိစကားပြောပြီးတော့ဆုံးလာခဲ့သွားတယ်မျက်ရည်တွေသိမ့်ပြီးတော့ဆုံးလာခဲ့ချတယ်ဆုံးလာခဲ့လို့ဆုံးရတဲ့ဆုံးလေးကိုရှေးဥစွာရတဲ့ဆုံးကိုမိဘများကိုလာပြီးတော့ပေးတယ်ပေးပြီးတော့ခါမှနောက်တစ်ချိန်ပြန်ခါလို့ရတယ်ဆုံးမှသူကစားရတယ်နေ့စဉ်ဒီကဲလို့ပဲသပိတ်နဲ့ဆုံးခံပြီးတော့မိဘကြီးကျွေးသွားတယ်မိဘလေးကျွေးလို့သားလေးကျွေးတဲ့ဆုံးလေးခုံးခံလာလို့မိဘများစားရတယ်သမင်းနဲ့ဆင်းနဲ့စားရတယ်ဝါတော့နေလည်းရှိရမဝါတော့နေလည်းရှိရတော်စီစီဆွန်းလောင်းလူမဲလူရှိသောအခါလုံလောက်စားရတယ်အရာနေတဲ့အခါကျတော့မိဘများလည်းဝါလင်လည်းလို့မဟုတ်ဘူးသားမလည်းမိဘတို့ကိုရှင်းဥစွာရသောဆွန်းပေးကြရသောကြောင့်နောက်တစ်ချိန်ပြန်ခံရသောအခါအဆင်ပြေသောအခါရှိရအဆင်မပြေသောအခါလည်းရှိတယ်အဆင်မပြေလို့ဆွမရတော့နဲတော့ကကျွနေလည်းမဝဘူးမဝမလင်းနဲ့ဒီလိုပဲရက်တည်းဆက်လာခဲ့တယ်နောက်ဆုံးတော့သာဥက္ကာရုံညမှာဆွန့်လမ်းမှန်စားရတော့လဲပဲမဝလျံတော့အချိန်တွေကများလာတော့ပိန်ကြုံပြီးတော့လာပိန်ကြုံလာတော့သတင်းသုံးပေါ်တွေကစကားဆက်စရပြောရငါရှင်တင့်မြင်ရတာတင်းရဲ့ကိုခန္ဓာကတဲကြုံသေးပါလားတဲပိန်ပါလားအကျော်တွေလည်းဖြန်းဆဲဘယ်လိုဖြစ်တာလုံးသာသနာတော့မပြောလို့လားလို့မေးရတယ်ဒီအခါသူကတပည့်တော်မှာဗျာပြောပါတယ်သာနာပြောပိုက်လုံးလို့မိဘများကသူမပေးပဲနဲ့ကိုယဟန်ကိုရွတ်ပြုခဲ့ရတာပါဒါဖြင့်ဘာဖြစ်လို့ဒီလောက်တော့ကိုကြီးကြုံတည်နေရတာလုံးနောက်ဆုံးတစ်ကြိမ်ပြောကြတယ်နှစ်ကြိမ်ပြောကြတယ်ပါဇက်ကမထွက်ရဘူးနောက်ဆုံးကြမှာမပြောမချက်တော့ကြောင့်ပွင့်လင်းစွာနဲ့တပည့်တော်မှာဗျာမိဘကြီးဆင်းရဲလုံးလို့မိဘတို့မကြည့်ရတော့ကြောင့်ဆုံးခံပြီးတော့မိဘတို့တွေးတယ်ကျွေးလို့သူတို့ကြံလာလေးမှတပည့်တော်ကစားရတော့ကြောင့်ဝါလင်တော်လေးကနဲတယ်ဒါကြောင့်မို့တပည့်တော်မှာအစာမဝတော့ကြောင့်ကိုယ်ခန္ဓာကြုံစီနေခြင်းဖြစ်ပါတယ်လို့ပြောတယ်အဲ့ဒီတဲ့ကတစ်ဆင့်စကားတစ်ဆင့်ကြားနဲ့တစ်ဖြည်းဖြည်းနဲ့စကားကကြီးလာရောတချို့ကချင်းမွန်းသူလည်းရှိတဲ့ရသူလည်းရှိလူလောကဆိုတာအကြောင်းတစ်ခုပေါ်တယ်ဆိုရင်စဉ်စားတာရှိတော်သူရဲ့မစဉ်စားတော်သူကတာ၍များတယ်အဲ့ဒီတကဘက်နဲ့ဗျာရဟန်းဖြစ်ပြီးတော့မိဘသပိတ်နဲ့ခါဆုံးခံတွေ့ရတယ်မတော်တာပဲအဲ့ဒီလိုကြက်ရဲ့ပြစ်တင်တွေကများလာရဟန်းလောကကလည်းရှိလူလောကကလည်းရှိဒါကြောင့်မို့အဲ့ဒီလိုကြက်ရဲ့တန်လေးကနေပြီးတော့ရဟန်းဖြစ်လေတဲ့နဲ့မိဘတွေသပိတ်နဲ့ဆုံးခံတွေ့ရတယ်ရဲ့လို့ဖြစ်မှဖြစ်ရနေခြင်းဒီစကားတွေကတဖြည်းဖြည်းနဲ့မြတ်စွာဘုရားထံလျှောက်မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားရှင်နာတော်ပေါက်သွားရောမြတ်စွာဘုရားရှင်နာတော်ပေါက်တော့မြတ်စွာဘုရားကမိဘကိုသပိတ်နဲ့ဆုံးခံကြည်တော်ယဟန်ကြက်ရဲ့မလို့ချီးမြှောင်းမွမ်းမြည်တော့တည်းသိကျင်ကြတော့မြတ်စွာဘုရားလျှောက်ထားသူရှိတော့မြတ်စွာဘုရားကချိုယဟန်ကိုရှေ့တော်ခေါ်တယ်ဥက္ကာလုံးညခေါ်ပြီးတော့ယဟန်သင်သည်မိဘတို့ကိုသပိတ်ဖြင့်ဆုံးခံ၍ကျွေးတယ်ဆိုတာဟုတ်မှန်လားလို့မေးတယ်ဘေးကလူတွေရောယဟန်တန်ဃာတွေရောမြတ်စွာဘုရားရဲ့အမိန့်တော်ဘယ်လိုထွက်လာမလဲလို့စောင့်နားထောင်ရဒီကသူကဥက္ကာတော်ညကဟုတ်ပါတယ်ဗျာတပည့်တော်ရမိဘများအလွန်ဆင်းရဲကြပါတယ်အိုမင်းမဆွမ်းလည်းဖြစ်ကြပါတယ်အိုမင်းမဆွမ်းပြီးတော့ဆင်းရဲနေသောကြောင့်သပိတ်မဲ့ဆုံးခံကျွေးတယ်ဆိုတာဟုတ်မှန်ပါတယ်ဗျာလို့ယောသပွင့်လင်းစွာဝန်ခံလျှောက်တယ်ဒီကမြတ်စွာဘုရားကသာဓုသည်တိတ်ခတ်တော်ပါဠိတော်မှာလာတယ်တိတ်ခတ်တော်သုံးရင်သာဓုခေါ်တယ်သင်သည်တော်ပေစွာခြေခါပညာရှိသူတော်ကောင်းတို့ရဲ့လမ်းစဉ်ကိုသင်ကျင့်မိတယ်ခြေခါပညာရှိသူတော်ကောင်းတို့သည်ဟိတ်ခိတဲ့ဆောင်ဖြစ်တော်လဲပဲဟိမဝန္တာတော်ကြီးတဲ့မှာသတ္တအိုင်အနေ၌နေခဲ့သောဆွတ်ဖြူသောသတ္တသင်မင်းကြီးတောင်းမှဘင်းလင်းအဟိတိတံပြက်လေခဲ့တယ်မိဘများကိုလှုပ်ကျွေးမွေးမြူရသွားခဲ့ဘူးတယ်အဲ့ဒီလိုကြောင်းနဲ့ထောက်သွားဖြင့်သင်သည်ရှေးကပညာရှိသူတော်ကောင်းတို့ရဲ့နေ့ကိုယူပေးတဲ့ငါဖယားဒီပင်လင်းလူစဉ်အခါတုန်းကစိမဝန္တာတော်ကြီး၌မိအိုဖောက်ဖြစ်ကြသောဆင်းမြင့်ဘဝတုန်းကအလုတ်ကျွေးပြုခဲ့ဘူးသေးတယ်
အဲ့တော့တင်းဒီငါဖရာရဲ့လမ်းစဉ်ကိုလိုက်ပြီးကောင်းပြီဆိုတာကောင်းပြီဆိုတာမြတ်စွာဘုရားဒီလိုတော်မူတယ်ဒီလိုတော်မူတော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကရဟန်းတန်ဃာတော်တွေကိုကဲ့ရဲ့ကြတယ်တချို့ကမိဘလှုပ်ကျွေးတယ်ယဟန်မိရဟန်းလှုပ်ကျွေးဘာဖြစ်လို့မိဘလှုပ်သူမိဘသူ့ချီသူ့လက်နဲ့နေတာမိဘမလှုပ်ကျွေးရဘူးတပိတ်နဲ့ဆွန့်ခံကျွေးတယ်လွန်လွန်တယ်အမျိုးမျိုးကဲ့ရဲ့ကြတယ်မိဘအစ်မိခင်ဖခင်အရင်ဖြစ်လို့ချင်းရဟန်းများခုလိုဆင်းရဲပန်းလောက်ရောက်တယ်လှုပ်ကျွေးကောင်းတယ်မိခင်ဖခင်အရင်ထိုးထားတယ်မိခင်ဖခင်အရင်လှုပ်ကျွေးကောင်းတယ်လှုပ်ကျွေးရမယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ကတိတ်ကဘုပညာလိုက်တယ်အနုဇာနာမိဘိက္ခဝေမာတာပိတုနံဓာတုံဘိက္ခဝေจิตာယဟံတို့မာတာပိတုနံအမိဖအရင်တို့အားဓာတုံကျွေးမွေးဆောက်ရှောက်ခြင်းကအနုဇာနာမိငါဘုရားခွင့်ပြုတော်မူ၏မိခင်ဖခင်ရင်ရဟန်းဖြစ်တော်လည်းပဲပေးကောင်းတယ်ကျွေးကောင်းတယ်တဲ့လှုပ်ကြီးဆောက်ရှောက်ကောင်းတယ်ရှေးကသူတော်ကောင်းလို့လေဒီကဲ့လို့ပြုစုကောင်းတယ်ပြုစုခဲ့ဘူးတယ်ဆိုတဲ့အကြောင်းသစ္စာသင်္ပြူတော်ကြီးအကြောင်းကိုဒီနေရာစကားဆိုင်လူများကသစ္စာသင်္ပြူတော်ကြီးဖြစ်စဉ်ကတော့ဘယ်ကဲ့လို့ပြုစုခဲ့ပါလဲဗျာလို့လျှောက်ထားတော့ရှေးအကြောင်းကိုမြတ်စွာဘုရားပြန်ဟောတော်မူတယ်ငါဘုရားကိုယ်တိုင်ပင်လင်းလူစဉ်အခါလုံးကဟိမဝန္တာတော်ကြီးတွင်သတ္တံအင်ကြီးအနည်းတိုင်းဆွတ်ဆွတ်ဖြူသောသတ္တံဆင်ဖြစ်ခဲ့တယ်သတ္တမျိုး၌ဆင်ဖြစ်ခဲ့တော့ငါရဲ့မိဘတို့သည်အိုမင်းကြတယ်အိုမင်းကြသောအခါငါသည်မိဘတို့ကျေးဇူးဆက်သောအားဖြင့်နေ့စဉ်မိဘတို့ကိုအစာရှာ၍ကျွေးတယ်တဲ့တောတောင်ထဲကနေပြီးတော့တောငှပြောပန်တောငှပြောဘူးတောငှပြောအိုင်ຢာတွေကိုရှာကြံ၍ကျွေးတယ်တက်ဝတက်ဖို့လေးရှာကြံလို့ကျွေးခဲ့တယ်သတ္တအိုင်ကရေကိုနှာမောင်းနဲ့ဆောင်းရမိဘများကိုရေတိုက်ခဲ့ဘူးတဲ့နာနဲ့အခါဆောင်းရသည်မှာအေးချမ်းသောကြောင့်ကူရဲကနေပြီးတော့မိဘများကိုတွဲ၍နေသာလှုံရပြင်းမဲ့ကိုတွဲထုတ်ပြီးတော့နေသာလှုံသေးတယ်ညနေကျအခါကျတော့ပြင်းမဲ့ကနေသာလှုံရကတွဲပြီးတော့ကူရဲကိုတွဲခဲ့တယ်ဒီကဲ့သို့ပဲနေ့စဉ်မိဘများကိုစောက်ရှောက်ကျွေးမွေးခဲ့ဘူးတယ်ဒီလိုကျွေးမွေးနေတော့အခါတခုသောတူသောမုတ်ဆိုးကသတ္တဆင်မင်းကြီးကိုဆွတ်ဆွတ်ဖြူသောလှပသောဆင်ကြီးကိုမြင်သွားသောကြောင့်ထိုစဉ်အခါကရှင်ဘုရင်များသည်တောတောင်၌နေကြသောဝနသာရကမုတ်ဆိုးများသည်ဆင်ပြူတော်တွေ့လို့ရှိရင်ဘုရင်နာတော်ပျောက်ထားရမယ်အကြောင်းကြားရမယ်လို့အမိန့်ထုတ်ထားခြင်းရှိတယ်ရှိသောကြောင့်တခုသောမုတ်ဆိုးကြီးကတစ်ချိန်မှတွေ့ခဲ့တဲ့အကြောင်းဆင်ပြူတော်ကြီးတွေ့ခဲ့တဲ့အကြောင်းရှင်ဘုရင်ထံသွားကြတော့တဲရောကောင်းပြီဒီလိုဆိုလို့ရှိရင်အဲ့ဒီဆင်ကြီးမြင်ခဲ့တဲ့နေရာသင်သည်ဥဆောင်၍သွားလေဒီကဆင်တော်ဘန်းလို့လည်းကထက်လိုက်မယ်ဆိုတော့ဆင်တော်ဘန်းလို့လည်းထက်တွက်လိုက်တယ်ဆင်တော်ဘန်းလို့လည်းမုတ်ဆိုးလမ်းပြနဲ့သတ္တဆင်မင်းကြီးနေရသတ္တအိုင်ကြီးအနည်းရောက်လာတော့သတ္တဆင်မင်းကြီးတွေ့ပါရောရှင်ကြီးကျင်ကလက္ခဏာကြည့်တော့ဆွတ်ဆွတ်ဖြူတော့သတ္တဆင်မင်းအာနီရှာနီခွာနီအလွန်အင်္ဂါလက္ခဏာနဲ့ပြည့်စုံတယ်ကြည်လင်တော့မျက်လုံးရှိတယ်လှပတော့နှာမောင်းရှိတယ်ပြောင်းပြေးပြက်တော့တမ္မာတော့အစွဲတော်ရှိတယ်ဧကံလအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော့ဆင်ကြံရဲ့လက္ခဏာနဲ့ပြည့်စုံတယ်အာသာနီဆင်ကြီးဖြစ်တယ်ဒီဆင်ကြီးကိုရအောင်ယူကြရမယ်ဆိုပြီးတော့ဆင်တော်ဘန်းတို့ကကျွမ်းကျင်စွာနဲ့ဆင်ကြီးကိုဖမ်းကြရောဖမ်းကြတော့သတ္တဆင်မင်းကြီးကိုဆင်တော်ဘန်းတို့ရဲ့လက်ထဲရောက်ဆင်တော်ဘန်းတို့ရောက်တော့ဆင်ကြီးကိုဆွဲတော့ဆင်ကြီးကမလိုက်ဘူးမလိုက်တော့လည်းမရဘူးမရတော့နည်းနဲ့ဆွဲသွားတော့ဆင်ကြီးကမျက်ရည်တွေတွေးကြပြီးတော့ဆင်တော်လေးနဲ့ဆင်တော်ဘန်းတို့လည်းလက်ထဲကိုဘာလနတိပြည်ကြီးရောက်သွားရတယ်ဘုရင်နန်းတော်ရဲ့ရောက်တော့ကဆင်တင်းကုန်ထဲမှာအလွန်ဖိုးထိုက်တန်းသောအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော့ဆင်ပြူတော်ကြီးဖြစ်သောကြောင့်ဆင်တင်းကုန်ကြေးကြဆောက်လို့ရမယ်အပေါ်ကငွေပေတာရွှေပေတာနဲ့ပြည့်လို့အောက်ကလည်းတပ်ပခန်းညာသောအလွန်ဖိုးထိုက်တန်းသောဂရီပါရီခင်းလို့ချောမွေသောအသုံးဆောင်လို့ဖြင့်သူ့ကိုပုတ်တိုက်ရမယ်ကောင်းသောအစာကျွေးရမယ်သူကပြောသည်ကိုပြားရည်လဲလို့ကျွေးရမယ်ဆိုသဖြင့်အလွန်နှစ်သက်ဖွယ်ကောင်းသောအစာတွေကျွေးမွေးလို့ကောင်းမွန်စွာပြုစုထားတယ်ပြုစုထားတော့လဲပဲဆင်ကြီးကသူတို့ကျွေးတဲ့အစာမစားဘူးမျက်ရည်တွေနဲ့တွေကြလို့နေတဲ့ဒီနေ့လည်းမစားရေလည်းမတော့အစာလည်းမစားပြတ်ဆင်တော်လေးတို့ကဆင်ကြီးသတ္တဆင်မင်းကြီးဆင်မျိုးတော်ကြီးအစာစားပါဘုရင်မင်းမြတ်ကအလွန်တန်သက်ပါတယ်မြန်လို့တော်မူပါတယ်ဘုရင်ရဲ့နန်းတော်ရဲ့အစာတွေအလွန်ကောင်းမွန်ပါတယ်ချုံမြိန်ပါတယ်အမျိုးမျိုးပြောတော်လေဘယ်တော့မှအစာမစားဘူးဒီနေ့လည်းအစာမစားဘူးဒီနေ့လည်းအစာမစားဘူးဒီနေ့လည်းအစာမစားဘူးသုံးရက်တိုင်အောင်အစာမစားရေမစားဖြစ်လာတော့ကကန်ခက်ပြီးဘယ်နဲ့လုပ်ကြမလို့ဒီတိုင်းဆိုလို့ရှိရင်တော့ဒီလိုဖြစ်ပါမလားဘုရင်ကိုယ်တော်တိုင်းလာရကြည့်မယ်သတ္တဆင်မင်းအစဉ်ဆင်မင်းကြီးကိုကျွန်တော်နှစ်သက်ပါလေမြန်လို့ပါလေ
နန်းတော်တဲ့နဲ့ကောင်းမွန်စွာချင်းမြောက်လိုရောရောက်ခန်းလေးထားခြင်းဖြစ်ပါလေသင်ကိုကောင်းမွန်စွာလုံပြပြုစုပါမယ်ဒီမှာပြောပိုက်စွာနေပါလို့ဆိုတော့ဘုရင်မင်းမြတ်ပြောတဲ့စကားကြတော့စတန်ရှင်ကြီးကလူစကားပြောတယ်လူစကားပြောတယ်နိဗ္ဗာန်တော်မှာလာလူစကားဘယ်လိုပြောလဲဆိုတော့ငါဒီမိဘအိုများကိုလှုပ်ကြွေးနေသူဖြစ်တယ်မိဘများအိုမင်းခဲ့ပြီမျက်စိကလည်းပြေးကြပြီငါမရှိလို့ရှိရင်မိဘတွေဘယ်သူကလုတ်ကန်ကျွေးမတော့ငါကတော့တောင်းလဲကနေပြီးတော့သူတို့အစာကိုရှားတယ်ကြောငပြောသည်တွေရှားတယ်ကြောငပြောကိုင်ငပြောဘူးများကိုရှားတယ်ကြားဆွဲကြားရဲများကိုရှား၍ကျွေးခဲ့တယ်ရေကိုဆောင်း၍တိုက်တယ်ငါမရှိတော့ကဘသူကရေတိုက်မတော့ဘသူကစားရှားကျွေးမတော့နာနဲ့အခါချမ်းရတော့ကနေသာကိုထုတ်၍နေသာလှုံစေတယ်ညနေကျန်ခါအေးချမ်းတော့ကြောအပြင်ကနေပြီးတော့တွဲ၍ကူရဲသွင်းခဲ့တယ်ငါမရှိတော့ခါဒီလုတ်တယ်ဘသူလုတ်မတော့ငါရဲ့မိဘတွေအကုန်လုံးဆောက်ထပ်ပြီးတော့တေးရှာကြတော့မဲ့အဲ့လာဒီကိုငါတွေးပြီးတော့ပူဆွဲတော့ကြောအသာမစားနိုင်ဘူးဘယ်လိုမှနန်းတော်တဲ့ဘယ်လိုထားလို့မှငါမပြောနိုင်ဘူးငါကိုတော့မိဘတို့ထမ်းလုတ်ကျွေးဝဲပြုပါမိဘတို့ထမ်းလုတ်ကျွေးပြုစုရအောင်ငါကိုခိမဝန္တာတော်တဲ့ကသတ္တအိုင်နိတော့ခဲ့ဘူးလားငါပြန်ပို့ပေးကြပါငါဒီမှာထားလို့ရှိရင်ငါလည်းသေမယ်မိဘနှစ်ပါးလည်းသေမယ်အဲ့တော့မိဘနှစ်ပါးနဲ့လူကတို့အားလုံးမသေးသေးလို့ရှိရင်အခြားနည်းဘာမှမလျှောက်ထားပါနဲ့ငါ့ကိုတော်ရဲ့ပြန်ပို့ပါလို့လူစကားဖြင့်ပြောတယ်အဲ့ဒီမှာဩအဲ့ဒီတဲ့ဆံဖြတ်တော်လဲရှင်မျိုးတော်ကြီးဒီအလွန်လိမ္မာရှားပြီးတယ်မိဘကျေးဇူးတဲသိတတ်တယ်တို့ကမိုက်မဲရကြဟုတ်ပဲရဲ့ဘယ်ရင်ကလည်းအမျောမြင်ရှိတော့ပြင်ဟောပါပြီသင်ဆန္ဒတယ်ကျွန်တော်ပြန်ပို့ပါမယ်ကျွန်တော်တို့မှားမိလားမှားရွိုင်းလိုရှိလို့ဖမ်းမိပြီဒီနေ့ချီတုပ်ရခေါ်ခဲ့ဒီကိုခွင့်လွှတ်ပါလို့တောင်းပန်ပြီးတော့ကောင်းမွန်စွာပြန်ပြီးတော့ပို့လိုက်ရတယ်ပို့တဲ့ခါကျမှဘိုးကြမှာမျက်ရည်တွေသိလို့တိုင်းမိဘများဒီနေ့ကစားရင်လှုပ်ကြွေးတော့မယ်ဆိုပြီးတော့အသာမစားရရက်တွေရေမသောရတဲ့ရက်တွေအဲ့ဒါဒီကိုအတိုးချပြီးတော့ရေတွေဆောင်းပြီးတော့တိုက်တယ်အသာတွေရှားပြီးတော့ကျွေးပြီးတော့အဲ့ဒီကတက်ရှိသမျှကာလပတ်လုံးမိဘတွေကိုလှုပ်ကြွေးသွားတယ်ငါဖယားတောင်းမှလူစဉ်ကားလုံးကမိဘကိုလှုပ်ကြွေးခဲ့တယ်တဲ့တိုင်းမို့သင်တို့ဒီလူလောကနဲ့နေကြသောသူတို့ကြီးမိဘရှိကြလူရလို့ဖြစ်ရင်မိဘရှိရတယ်မိဘကျေးဇူးကိုသိရမယ်မိဘကိုလှုပ်ကြွေးရမယ်လူလောကကြီးလူတို့တချို့ကလိမ္မာကြတယ်တချို့ကမိုက်မဲကြတယ်လိမ္မာသောသူများသည်မိဘလှုပ်ကြွေးကြမှသိရတယ်ဒါကြောင့်မို့ရောမေသောမိဘကျေးဇူးအထိုးသီတာကျင်ခဲ့သို့သောသာကောင်းသမီးမြတ်သည်မာတရံဝါမြင့်မို့နှိုင်းစမကပြန်ကျူဂုံရောင်မြူးသည့်ကျေးဇူးတော်ရှင်မွေးမိခင်ကို၎င်းပိတရံဝါမြင့်မို့နှိုင်းရှင်ကိုရင်ပြန်ပြောမိဘရဲ့သူတဲ့နေရာမှာမြင့်မို့တောင်းနဲ့နှိုင်းရှင်ထားတယ်အဲ့ဒါကြည့်ကြမြင့်မို့တောင်းဆိုယူဇနာပေါင်း74,000နှစ်ပြောင်းဆောင်တာဒါကြောင့်မို့မြင့်မို့နှိုင်းရှင်ကိုရင်အနန္တောပြော၍မပြီးကျေးဇူးကြည်လာမွေအဖကို၎င်းဓမေနမင်္ဂလာတရားမမှားမဆောင်လံကောင်းမချော်တရားတော်နှင့်အညီဘောတတိကိုရင်ထောက်တွေး၍လှုပ်ကြွေးမွေးမျိုးချင်းပြုပေ၏ဣဒဤပစ္စုပန်လောကလူဘဝ၌ပင်လင်းငန်ထိုမိဘကျေးဇူးအထုဣဒသာကောင်းသမီးမြတ်ကိုပါဏိတာလိမ္မာမြင်သည့်ပညာရှိတို့သည်ပတံတန်းတိတော်ပေ၏တော်ပေ၏ကိုချီးမွမ်းခြင်းပြုကြ၏ပစ္စုပန်လောကလည်းမိဘလှုပ်ကြွေးတယ်ချီးမွမ်းခြင်းပြုကြတယ်ပစ္ဆတမလွန်လောကနောက်ဘဝ၌တည်တဲ့လူတည်ပြီးနောက်ဘယ်ဖြစ်တယ်လဲမိဘကျေးဇူးတဲ့သူဟာတက်ကေတဲ့တက်ကေဘယ်သွားလဲဆိုတော့ဘုံတာဝတိဂုံရှိန်ပြန်ပြောဂုံရှိန်ပြန်ပြုကျေးဇူးကြီးလာတယ်ဆိုမိဘလို့ကျေးဇူးရှိတယ်လူတွေကသူများနဲ့မတူတာဝတိကနတ်ပြည်ကရောက်ဖို့တေးကြတယ်အနာများလို့ကျော်ပါစမ်းရာထက်နှရွာ၌ပမောဒတိမွေ့လျော်ရဤသွားကပမောဒတိဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာမပင်မပန်းချမ်းချမ်းသာသာမွေ့လျော်ပျော်မျိုးရာမြဲဖြစ်တည်းရိုးရိုးလက်တကားနော်မိဘကျေးဇူးစัจ जा မိဘကျေးဇူးစัจ जा မိဘကျေးဇူးစัจ जा မိဘကျေးဇူးဆိုဒီမှာသင်ရှိပါဒါကပြီးတတ်တယ်မိဘကျေးဇူးဆိုဒီကအလွန်များပြားတယ်မိဘကျေးဇူးနဲ့စပ်လို့မိဘလူတို့သည်
အချက်ကရေတော့အောက်စီးကိုထုံးစံရှိတော့လေအောက်ကရေကအပေါ်ပြန်စီးကိုထုံးစံမရှိဘူးဆိုတော့စကားကဲဆိုမိဘများကတော့သားသမီးကိုတန်ရောစဉ်ကြည့်ကြတယ်သားသမီးတွေကမိဘကျေးဇူးဆက်ရမှမသိမိဘတန်ရောစဉ်တွေ့ရမှမသိသုတ်ကကဲမှာမိုက်မိုက်ကန်းကနေအလွန်ရှိတယ်မိဘမေတ္တာနဲ့ဆက်ရှေ့ကတကဘုန်းကြီးအာတံပြည်တဲ့ခရီးထွက်သွားတဲ့ကဒွါမရာမြတ်ဆိုတာရောက်ခဲ့ဒွါမရာမြတ်ရောက်တော့အချိန်ကကိုယ့်ဘက်ကနေကြီးလေးတောင်လန်းကြီးမိုးကြီးကြီးစွာရွာတယ်ကြီးစွာမိုးကြီးကရွာတော့ကြောင့်မိုးကြီးတန်ကြောင့်တောင်တွေပြိုကျပြီးတော့တောင်တော်မောက်မှာနေကြတဲ့ရွာကြီးညာတွင်းကြီးရေတဲ့မျောပါလာတယ်လူများကအိတ်ဆက်နေချိန်မှာရုတ်တရက်တောင်ရရေတွေကြောင့်ရွာတွေမျောပါလာတော့လူတွေတခါတည်းအိပ်ပျော်ရင်းမှာရေတဲ့မျောပါလာကြတယ်လူတွေအလောင်းနေတဲ့ထူးထူးခြားခြားမြင်ရတဲ့မြင်ကွင်းတစ်ခုကမိခင်သားလေးရင်ခွင်ပိုက်လို့သားလေးရင်ခွင်ပိုက်ပြီးတော့ရေတဲ့မျောပါလာတဲ့အလောင်းတစ်ခုတွေ့ရတယ်သားကလည်းသေပြီးပြီမိခင်ကလည်းသေပြီးပြီအသက်မရှိတော့သေးနေတာတော့မှသားလေးရင်ခွင်ပိုက်ရင်ရေတဲ့မျောပါလာတော့သေရင်ကသေဝစီသားကလေးကိုတော့ရင်ခွင်ကတော့မလွတ်ဘူးဆိုတော့သဘောနဲ့မိခင်တို့မေတ္တာနဲ့သားလေးကြက်ပါအောင်ထုတ်ထားရင်ရေတဲ့မျောပါပြီးတော့သေလိုက်တာအသေးရနဲ့ကိုသားလေးကိုရင်ခွင်ဆုပ်ရင်သေသွားရှာတယ်မိဘမေတ္တာအဲ့လိုကြီးမြကြီးမားတယ်နော်မိဘတို့ကသားသမီးပေါ်ဒီမှမေတ္တာကြီးကြတယ်လူငယ်တွေကမသိကြဘူးတခါကတရုတ်နဲ့ဂျပန်အချိန်ကြာကြီးတိုက်ပွဲဖြစ်ခဲ့ကြတော့ကချုံကင်တိုက်ပွဲဆိုတာရှိချုံကင်တိုက်ပွဲဆိုတာညတိုက်ပွဲကြီးမှာဟိုဘက်ဒီဘက်ပြက်ကြခတ်ကြတော့လူတွေကအိပ်ပျော်နေတော့မိခင်တဝုဒီသားငယ်ကိုရင်ဝင်ပိုက်၍အိပ်ပျော်နေတယ်ရိုင်းဖဲတနာကြီးနောက်ကျောကမှန်တော့မိခင်ကကိုခါကနေပြီးတော့ဖောက်ထွက်သွားတယ်တော့ဟိုဘက်ကကြည်သံချင်းရောက်သားလေးကလွင့်ရင်ဝင်တွေကလွင့်ကြသွားတော့ကလေးကအောငိုတာတော့မိခင်ဒီသွေးတန်ရဲနဲ့ကိုကတော့ဖြုတ်ဝဲပေါက်ထားပြီးပေါက်လို့ရင်ဝင်ကလည်းသွေးတွေကဖြာကြနေရဲ့သေမဲသောမျောနေရင်ကတော့မှငိုသောကလေးတံကိုရွေ့ရှားပြီးတော့လိုက်ပြီးတော့ဖမ်းချသေးတယ်လိုက်ဆောင်လက်ကလေးလေးကိုစမ်းပြီးတော့မောင်မိုက်တဲ့စမ်းဖမ်းရင်းနဲ့နေပြီးတော့မိခင်မျောပြီးတော့သေသွားရှာရတယ်မိဘမေတ္တာဒီမှာကြီးတယ်ဒုတိယကဘာစစ်ကြီးဖြစ်စဉ်အခါလုံးကဘုန်းကြီးမြင်ကွင်းတစ်ခုကျုံခဲ့ရတယ်တို့ချင်းကဘုန်းကြီးကကမာရော6မိနစ်ခြံထဲမှာနေတဲ့တစ်ချိန်ကဗမာတော်ဝေးမြေသားစိတ်ယုံကြီးလာပြီးတော့ဘုံချနေစဉ်လာနေကြတော့ခါပြန်2 နာရီ1 နာရီကျော်2 နာရီဒီချိန်မှာလာတတ်3 နာရီလာတတ်အဲ့ဒီနေ့မှာတော့ထူးထူးခြားခြားလေမြန်တွေကရန်သူလေမြန်တွေက7 နာရီကြီးလာတယ်တို့ချင်းကလူတွေဟာဂျပန်တွေကနဲ့အလုပ်ပြီးပြီးအလုပ်လုပ်ကြတယ်နွားတွေလှဲတွေနဲ့နေကြတယ်ကားမရှိနွားတွေလှဲတွေနဲ့ဟွာတိုက်ရားတိုက်နဲ့လူတွေကဒါပဲထမင်းလုပ်ပြီးစားကြတယ်ပြီးတော့လေမြန်မလာခင်ဆိုအိမ်ပြန်ပြီးတော့ခတ်သွက်စောပြုတ်ပို့စရာရှိတဲ့ပစ္စည်းပို့အိမ်မျိုးနေ့စာ7 နာရီအိမ်ပြန်ထမင်းစားကြတယ်အဲ့လိုအစီအစဉ်ရှိတယ်ဒီနေ့အိမ်ပြန်ထမင်းမစားကြသေးဘူး7 နာရီချိန်လှဲတွေနွားတွေနဲ့အင်းစိန်ဘာမာတွေနဲ့သေးတောင်းပြီးတော့အလုပ်လုပ်ကြတော့အချိန်ရန်သူလေမြန်များမဟာမိတ်လေမြန်တွေကအုတ်ကြီးနဲ့ခြေပြလာလိုက်ချလိုက်တဲ့ဘုံတွေအောင်မလေးတောက်လဲသေလိုက်ကြတာလူတွေနွားတွေရောနောက်ရန်သူလေးမြောင်ရှင်းသွားပြီလို့အေးအုပ်ပွဲဆွဲတဲ့အတန်ကြတော့ဘုန်းကြီးကမားရ6 မှန်ခြံထဲကနေပြီးတော့လူတွေကြောင့်ဆွဲပြီးတော့ဆက်သွားတယ်အပေါ်ကောလို့ရှိရင်ခေါ်မခေါ်ဘူးဘုန်းကြီးသိတာလေသွားတာလေခင်ဗျားမသိသေးသိလို့ရှိရင်လေခင်ဗျားကတားမှာဘုန်းကြီးကတတ်တိပြတ်တိဓမ္မအခြေအနေသွားကြည့်အောင်မယ်ဆိုပြီးချင်းချင်းလျှောက်သွားတယ်အဲ6 မှန်ခြံထဲကဆက်သွားတဲ့ခါကျတော့သမိုင်းကုန်းရွာဟိုဘက်ကျော်ပြီးတော့ဟိုဘက်ကျတော့အခုတော့ကျော်ကုန်းရွာလေးတဲ့ကဖြတ်ပြီးတော့နောက်ဘက်ထွက်လိုက်တော့နောက်ဘက်ကကွင်းပြင်ကြီးရှိတယ်ဗမာတော်ဝေးစိတ်ယုံကြီးအရှိဘက်ကကွင်းပြင်သေးပင်ကြီးတယ်နဲ့ကွင်းပြင်ကြီးထဲမှာကလားကြီးကနွားကြောက်နေနွားအုပ်ကြီးဖွေးလို့နွားကြောက်နေတော့မပြောင်းလင်မဲနဲ့ရန်သူမဟာမိတ်လေမြန်ကြီးကအုပ်ကြီးနဲ့ချီးလာပြီးတော့ဘုံနေချတယ်နွားကြောက်နဲ့အင်ဒူကလားကြီးနဲ့ကြပြားကြီးသက်ပင်ကြီးကပ်ပြီးတော့တရက်ပင်ကြီးကတ်နေချတယ်တရက်ပင်ကြီးကတ်နေတဲ့ဘုံကြီးကချလိုက်တော့ဘုံကြီးဘုံစံကြီးတွေပေါက်တော့သက်ပင်ကြီးတရက်ပင်ကြီးကတ်နေတဲ့ဟိန္ဒူကလားကြီးလည်းခါမှန်လို့ခါကြီးကွဲပြတ်ပြီးတော့တုံးပက်လက်ကြီးသေးနေကြတယ်အဲ့ဒီထဲကြောင်းနေတဲ့ကလားနွားတွေလည်းသေးနေလိုက်ကြတာဖွေးလို့လူတွေလဲသမားတွေရောနွားတွေရောကျိုးရဲ့ရောသေးကြပြစ်ကြမလျောက်ပတ်တဲ့မြင်ကွင်းတွေတို့လမ်းညိုတွေပေါ်လဲဥပင်တွေကသွားဆင်းပြန်နေဘယ်ဟာနွားသားဘယ်ဟာလူသားမသိဘယ်ဥပင်ကလူဥပင်ဘယ်ဟာကနွားဥပင်မသိဘူးအဲ့ဒီထဲဘုန်းကြီးမြင်ကွင်းကြီးတစ်ခုပြောကြည့်လို့မြင်ကွင်းတစ်ခုကဒီနေရာမှာဟိန္ဒူကလားကြီးသေးနေတာရဲ့မလှမ်းမကန့်ဘူးနွားမကြီးတကောင်ကမျိုးလေးနဲ့မွေးဖွားကနီးငယ်ဆဲရင့်မာနေတော့ကိုဝင်ကြီးနဲ့နွားမကြီးရဲ့ဘိုက်ကိုဘုံစံကြီးထိမှန်တယ်ဘ
ုံးစံကြီးချင်းမှန်တော့နွားမကြီးကပြက်လဲလိုက်တာပြက်လဲလိုက်တာကြတော့ဝန်းထဲကကလေးကအဲ့ဒီဘုံးစာမှန်တဲ့အပေါက်ကထွက်ကြသွားတယ်ထွက်ကြသွားတဲ့ဟာလေးကိုထွက်ကြသွားတဲ့ဆိုနွားမကြီးကမသေးခင်သူကလေးလေးထွက်ကြသွားလာသိတော့တင်းမဲ့ဆဲတဲ့ကိုအဲ့ဒီနေရာကိုကြီးမရမကလှုပ်ရှားပြီးတော့ထွက်ကြတော့ကလေးကိုလှမ်းပြီးတော့ရှာနေရက်ရှာသေးတယ်ဘုန်းကြီးမျက်စိရှိတယ်ရှာနေရက်ပြီးတော့ရဲနဲ့နေပြီးတော့နွားမကြီးသေးသွားရှာတယ်ဩမိဘမက်တာမိဘမက်တာမိဘများကတော့သားသမီးကိုပြင်းဖြတ်ကြည့်ကြတယ်တန်ရောခုကဲလူငယ်တွေကမိဘကျေးဇူးမသိကြဘူးမိဘတွေတော်လန်းကြတယ်မိဘစကားနားမထောင်ကြဘူးမိုက်မဲလောက်ကြတယ်မိဘစိတ်မချမ်းသာအောင်ပြောကြတယ်ဆိုကြတယ်ဒါကြောင့်မို့လူငယ်တွေဟာအသက်လက်တိုးကြတယ်ချမ်းသာမှုလည်းမရှိဘူးသွားကြရသွားဘယ်သွားလို့သွားမှမသိအဲ့ဒီလိုမိုက်မဲကြတယ်လူငယ်တွေသူတို့လောကကြီးလူငယ်လောကကြီးပြည့်စည်နေဒါကြောင့်မို့သင်တို့ဒီယနေ့ကစရင်မိဘကျေးဇူးကိုဆက်ကြမိဘကျေးဇူးကိုဆက်နိုင်တယ်များဆက်ကြမိဘကျေးဇူးမဆက်နိုင်သေးကမှုမိဘစိတ်မချမ်းသာအောင်မလုပ်ကြနဲ့မိဘကျေးဇူးအလွန်ကြီးမားတယ်ဒီအကြောင်းကိုသိကြစေခြင်းအကျိုးကယနေ့မာတုပောဒထဇတ်ကိုဟောခြင်းဖြစ်တယ်နော်ဒီတရားကိုဒီမင်္ဂလာပြုအသင်းတိုက်တရားဟောတဲ့အခါဆရာတော်ကြီးဘုရားအချိန်ရသမျှအချိန်ယူပြီးတော့မိဘလူကျွေးတဲ့ဇတ်ဟောကြားလို့မူပါလို့တောင်းပန်ထားတယ်အဲ့ဒီစကားလက်ခံပြီးတော့ယနေ့ဒီတရားဟောခြင်းဖြစ်တယ်နော်နတ်ပါညလည်းပဲဟိုမိုးကောင်းဖရာတရားပွဲရှိတယ်နတ်ပါညအဲ့ဒီမှာတရားဟောမယ်အဲ့ဒီနောက်တညမှာကဘာအေးမှာတရားဟောရကဘာအေးဘုန်းကြီးကြောင့်ပါမစိုးရင်လိုက်ဟောအဲ့မှာတရားတစ်မျိုးဟောမယ်ဆက်ခါနော်ကံကောင်းကြတယ်တို့ရန်ကုန်သူရန်ကုန်သားတွေကံကောင်းကြတယ်ဘေးအန္တရာယ်ကင်းဖို့လည်းဘုန်းကြီးကပရိတ်တရားတွေနဲ့လူတွေပါအကုန်လုံးမွန်းပြီးတော့နေတယ်လောကကြီးရဲ့အရှိရဲ့နောက်ရေးကိုလည်းဘုန်းကြီးသိတယ်များပြောသွားတယ်သိချမ်းသာအောင်လုပ်ဘုန်းကြီးကလူလောကကြီးသိချမ်းသာအောင်လုပ်ဖို့လာခဲ့တာနော်ဘုန်းကြီးအခုဒီမှာပဲခီးထွက်လာချက်ပြီးငွေကြီးရဲ့လူကမ်းဖို့လာတာမဟုတ်ဘူးပစ္စည်းရဲ့လူကမ်းဖို့လာတာမဟုတ်ဘူးပူဇော်ကြော့ခံဖို့လာတာမဟုတ်ဘူးလူလောကကြီးတတ်နိုင်တယ်များမိမိကိုကြီးစောက်ရှောက်သွားမယ်ဟူသောဒီဝေချက်နဲ့လာခဲ့ခြင်းဖြစ်တယ်နော်ယခုတရားပွဲသိပြီးတော့ကလည်းဒီနေရာကစပြီးတစ်မျိုးလုံးမိဘေးစပြီးအန္တရာယ်ကင်းလို့ပေးရပွဲကြီးဖြစ်မယ်နော်အခုတရားပွဲအပြီးတတ်တော့မယ်တရားပွဲညီကိုချုပ်လိုက်ကြဥက္ကခံတော်ဝသံသာရောကာမဂုဏေဟိသံယူတော်တတော်ဟံမောစနံဓာနိသရိတာမိပမောဒယံသံသာရောအဆုံးကိုလည်းမမြင်အစကိုလည်းမထင်ကျင်လီကစုံမျောကြရတဲ့ဘုံလောကအန္တဝါဤတန္တရာကြီးဒီကကာမဂုဏေဟိငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တော်တင်တန်ယူတော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တဲ့ခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဒုက္ခခံတော်ဝါဒုက္ခဟူ၍မြုံဝဲမတန်းချမ်းသာကင်းဆဲဆင်းရဲတုံဆင်းရဲကြကြီးအစမှန်ဖြစ်၍နေတော့ဒီသာလင်းသည်ဒါနီဣဒာနီဖျားဆုံးမဩဝါဒကိုခန္ဓာတေချာကောင်းစွာနာကြမှတ်သားရပြီးဖြစ်သောယခုလိုဤကာမျိုး၌ကြောထိုဒုက္ခပေါင်းနှောင်ရင်ကြီးအတွင်မှလွတ်ကင်းသည့်ပမာချမ်းမြေကြီးလင်းစွာဖို့ဘုရားတရားတော်သိပြီနော်ယနေ့သိတော့ချိန်ကားစရတို့မိုက်မှားတဲ့လမ်းစဉ်တွေပယ်ကြဆိုရဲ့မိဘကျေးဇူးမသိတဲ့စိတ်ကြီးအတိတရားဝင်ကြဆိုရဲ့သာသမီများကိုလည်းငြင်းငြင်းသာသာဂိုင်းတွဲငြင်းငြင်းသာသာပြောဆိုရဲ့ဒီစပ်ကိုတွင်းကြမိဘကျေးဇူးသိရမယ်မိဘမပြတ်မှာဘူးငေါငါမပြောကြတယ်ချိုသာသောစကားကြီးမင်းညကပြောတဲ့ကြားရည်တစ်သက်မုတ်ခါရည်တကားလမ်းနဲ့ရင်တောင်ရနဲ့ပြေးရောက်တယ်ဘုရားစကားကငြင်းငြင်းသာသာပြောနှုတ်ချိုးကရှိုးတစ်ပါးစကားမချိုသာလိုရာအမှုမပြည့်စုံဆိုတော့ဝိရိုးရာဇတ်တော်လာသောစကားကဲ့သို့သာသမီဆိုဆုံးပါတော့ကချိုးချိုးသာသာပြောကြသာသမီဆုံးမိုးရဆုံးမရမှာငေါငါမပြောနဲ့ရိုက်နဲ့မဆုံးမနဲ့လူဆိုတာရိုက်နဲ့ဆုံးမရတာအလေးမဟုတ်ဘူးတချို့မိဘတွေကပြောမရရိုက်မယ်နဲ့ဆုံးမကြအဲ့ဒါမိဘမိုက်တယ်သူတို့ကိုယ်တိုင်ကအချိုးမကြဘူးသူတို့ကိုယ်တိုင်ကအချိုးမကြတော့သာသမီတွေဘယ်ချိုးကြမှာတော့ချိုးသာသောစကားနဲ့ပြောရချိုးသာသောစကားဖြင့်ညင်တွဲညင်ညင်သာသာတိုင်တွဲရမယ်ညင်ညင်သာသာပုံသွင်းရမယ်မှတ်ထားကြဒါကြောင့်မို့သားလိမ်သမီးမှမလဲရိုက်နဲ့ဆုံးမတော့မိဘရသားသမီးလိမ်မာလာလိမ့်မယ်မထင်နဲ့မှတ်ထားကြနော်နွားလိုပုံသွင်းတော့နွားလိုဖြစ်ကြမှာ
ဒါကိုကိုယ့်ဘက်ကချုပ်ရင်းချက်ကိုလည်းကိုယ့်ဘာကိုသိကြဒါမို့မိဘကျေးဇူးအထူးသိတတ်ရမယ်ဒါကြောင့်ဒုက္ခခံရောဝဒုက္ခဟို၍မြုံဝဲမတန်ချမ်းသာကင်းဆဲဆင်းရဲဒုံဆင်းရဲကြကြီးအစစ်မှန်ဖြစ်၍နေတော့ဒီသားလင်းကြီးဒါနီဣဒါနီဖျားဆုံးမှာဟောဝါဒါကိုခန္ဓာသေးချာကောင်းစွာနာကြမှတ်သားရပြီးဖြစ်သောယခုလိုဤအခါမျိုး၌တတော်ထိုဒုက္ခပေါင်းနှောင်ရည်တွင်မှလွတ်ကင်းသည့်ဗမာချမ်းမြေကြည်လင်စွာစရိတ်သာမိကြောက်ရွံနှင့်နောက်တွန်လို့မဆုံးတန်းအယောပဲကြေအရေးပဲခန်းယောက်ျားမြတ်တို့အားစွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအထုတ်ပါတော့သတည်း